အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော် IPOS 2 Pro လေးရဲ့ကျွန်တော်တို့အလုံးလုံးပုံတွေဒီထဲမှာပါတဲ့ function တွေကဘယ်လိုအသုံးပြုရလဲဆိုတာလေးတွေကိုကျွန်တော်တို့အသုံးပြုမဲ့မိတ်ဆွေများအတွက်နားလည်သဘောပေါက်သွားအောင်တည်တံ့လုပ်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာဒီတူးလေးမှာပထမဆုံးစတင်အသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောက်ဝင်ရပါတယ်အကောက်ဝင်တဲ့အခါကျတော့ရှင်ကျွန်တော်စီမှာဝယ်သုံးစစ်ထားတဲ့မိတ်ဆွေ customer များနေမျိုးကျွန်တော်တို့ပေးသက်ဆိုင်ရာကျွန်တော်တို့ admin Gmail နဲ့ password တွေပေးပါတယ်ပြီးလို့ရှိရင်ဝယ်သုံးစွဲထားတဲ့ license key တွေပေးပါတယ်ဒီနေရာမှာနှစ်ချက်လေးရှိပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် demo version 3များလူတွေအတွက် demo email နဲ့ demo passport ရမှာဖြစ်ပြီးတော့ကျွန်တော် premier version တော့ရမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာpremier version ကိုဝယ်သုံးထားတဲ့လူတွေပြီးလို့ရှိရင်ကျွန်တော်တို့ကpremier version ဝယ်သုံးထားတဲ့လူတွေကတော့ premier version account နဲ့ကျွန်တော်တို့ဒီမှာ license premier key account ကိုတော့ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်အဲ့ဒါတွေကမိမိရဲ့ official မှာသုံးတဲ့ကျွန်တော်တို့ official သုံးတဲ့ကျွန်တော်တို့အကောက်တွေပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးကျွန်တော်တို့ဒီထဲမှာထည့်ပြီးတော့ရယူသုံးစွဲရမှာဖြစ်ပါတယ်ခင်ဗျနော်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စမ်းကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့2ကိုစတွေ့တဲ့အခါမှာ2ကိုဖွင့်လိုက်တဲ့အခါမှာအောက်မှာ online configure loaded ဆိုတဲ့ဟာအစိမ်းအောင်လေးနဲ့စာသားလေးကျွန်တော်တို့လာပေါ်တာကိုကျွန်တော်တို့အရင် check out လုပ်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့အဲ့ဒါလေးကကျွန်တော်တို့ဒီ2ပေါ်မှာသက်ဆိုင်ရာလိုအပ်တဲ့file သေးသေးလေးတွေရဲ့2နဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ function လေးတွေရဲ့အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ဘယ်လိုပြောမလဲ online ကနေပြီးတော့ cloud ကနေပြီးတော့ direct ရိုက် computer ရဲ့သက်ဆိုင်ရာလို file တွေတဲကို auto ပို့ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီ file လေးတွေကဘာအတွက်လုပ်တာလဲဆိုရင်မိမိအတွက်အကောက်ရဲ့လုံခြုံရေးအတွက်ပုံမှန်ကောင်းသော security အနေနဲ့ကျွန်တော်ခံထားတဲ့ file လေးတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒုတိယအနေနဲ့ပြောချင်တာက email နဲ့ password ပေါ့နော်ကျွန်တော်ပေးလိုက်တဲ့ customer ရဲ့ email နဲ့ password ကိုဒီမှာမှန်ကန်စွာရိုက်ထည့်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ demo license ကိုဖြည့်ရမှာဖြစ်ပါတယ်ဒီ demo license နေရာမှာတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်စမ်းသပ်ပြတာဖြစ်တော့ကြောင့်ကျွန်တော်ဒီ demo license ဆိုတဲ့နေရာလေးကိုတော့ကျွန်တော်လစ်ဟာပြီးတော့ခြံခဲ့မှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တော့ကျွန်တော်ပေးတဲ့ license key ပါထည့်ပြီးတော့ဒီနေရာမှာကျွန်တော်တို့remember me ဆိုတဲ့ဟာလေးတော့အမှန်တကယ်ပေးထားရင်လုပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ remember me နေရာလေးကကျွန်တော်တို့နောက်တစ်ခါအကောက်ပြန်မဝင်ရတော့အောင်လုပ်တာပါနောက်တစ်ခါအကင်းများဒီနေရာမှာ remember me ကိုအမှန်တကယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ login ဝင်ခဲ့မယ်ဆိုလို့ရှိရင်เนาะနောက်တစ်ခါအကောက်လေးပြန်ရိုက်ထည့်ပြီးကိုတော့လိုအပ်ပါတယ်เนาะဒါကြောင့်မို့လဲကျွန်တော်တို့ကမိရောဒါလေးကိုပေးလိုက်တာပိုကောင်းတယ်ပေါ့เนาะအဲဒါဆိုရင်ကျွန်တော်စပါပြီစတင်ဆိုအကောက်လေးထည့်ပြီးပြီဆိုတော့ကျွန်တော်တို့က login လုပ်လိုက်ပါပြီအဲ့တော့အောင်မြင်စွာကျွန်တော်တို့ဒီနေရာမှာ2 တွင်းတို့အောင်မြင်စွာဝင်ဆောင်သွားပြီဆိုတာလေးကိုကျွန်တော်တို့ပြရတယ်ဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုနားလည်သွားပြီနားလည်ပြီးနှိမ့်လိုက်ပါမယ်အဲ့တော့ဒီမှာပါတဲ့ information တွေမှာဒီက2ရဲ့အချက်လက်တွေကတော့အဓိကဒီဘက်ဘေးနားမှာပါတဲ့ function တွေကအဓိကပါပဲဒီမှာပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအနေထားနဲ့ဆိုလို့ရှိရင်2ကကျွန်တော် license key မထည့်ရတာဖြစ်တော့ကြောင့်ဒီမှာ demo မှုဆိုပြီးတော့ပဲပြောင်းနေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဝင်ထားတဲ့အကောက် information တွေပြီးရင်ကျွန်တော်တို့တွားတဲ့တိုက်ရဲ့ပုံစံတွေနဲ့ပြီးရင်ဒီ data တွေအကုန်လုံးကဘာမှသိမ်းတာလဲဆိုတာကျွန်တော်တို့ local ရဲ့ browser or data တွေမှာပဲသိမ်းတာဖြစ်တော့ကျွန်တော် Unity စိတ်ချရသိမ်းလို့ရတယ်ကိုဒီထဲမှာထည့်လိုက်တဲ့အချက်လက်ကဘယ် cloud ထဲမှာလောက်ထားတာမရှိဘူးအဲ့တော့ကိုယ့်ရဲ့ set ထဲမှာပဲဒီ data ရှိမှာဖြစ်တဲ့အတွက်အလုံး data အချက်လက်ရလဲယုံကြည်မှုလုံခြုံတယ်ပေါ့နော်ဒီလိုပြောလို့ရပါတယ်ဟုတ်ပြီဆိုပထမဆုံးအနေနဲ့ဒီအချက်လက်တွေအကုန်လုံးကိုကျွန်တော်ရှင်းပြပါမယ်လောလောဆယ်အနေနဲ့ကျွန်တော်တို့ပထမဆုံးအနေနဲ့ရှင်းပြခြင်းတဲ့အချက်ရှိပါတယ်ပထမဆုံးကျွန်တော်ရှင်းပြခြင်းတဲ့အပိုင်းလေးကကျွန်တော်တို့ဝန်ဆောင်မှုဆိုတဲ့အပိုင်းလေးဖြစ်ပါတယ်အဲဒီဝန်ဆောင်မှုအပိုင်းဆိုတာနေပြီးတော့ကျွန်တော်တို့စလိုက်ကြအောင်ပြီးတော့ကျွန်တော်ကျန်တဲ့အစိတ်ပိုင်းလေးကိုတစ်ခုချင်းစီချိတ်ဆက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးကျွန်တော်တို့ဝန်ဆောင်မှုပိုင်းလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ဆောင်မှုပိုင်းရဲ့အစိတ်ပိုင်းစာမျက်နှာကိုကျွန်တော်တို့ဒီနေရာမှာရောက်ပါတယ်ဝန်ဆောင်မှုအစိတ်ပိုင်းစာမျက်နှာလေးမှာကျွန်တော်တို့ဒါထည့်သွင်းရမယ့်အချက်လက်တွေအကုန်လုံးကိုဒီနေရာမှာထည့်သွင်းရမှာဖြစ်ပါတယ် customer တယောက်ကဖုန်းလာပြင်တယ်အဲ့ဒီပြင်တဲ့အချက်လက်တွေအကုန်လုံးကိုဒီနေရာမှာကျွန်တော်တို့ကထည့်ပြီးတော့ဒီကိုယ့်ရဲ့တနေ့တာရောပုံမှန်လစဉ်ပြီးလို့ရှိရင်နှစ်စဉ်အဲ့ဒီအချက်တွေအကုန်လုံးကိုပြန်ကြည့်လို့ရအောင်ကျွန်တော်ဒီနေရာမှာအချက်လက်သွင်းထားဖို့တော့လိုတယ်ပေါ့နော်ပထမဆုံးအနေနဲ့လူကြီးမင်းတို့ရဲ့ဆိုင်မှာ customer တယောက်ကဖုန်းလာပြင်တဲ့အခါကျရင်ဝန်ထမ်းလေးကကျွန်တော်ဒီအရာတွေအချက်လက်တွေအကုန်လုံးကိုဖြည့်ထားပေးဖို့လိုပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကစမ်းသပ်အနေနဲ့ကျွန်တော်တို့ကမောင်ဘပေါ့နော်မြန်မာလိုရဲရပါတယ်မောင်ဘပြီးလို့ရှိရင်ကျွန်တော်တို့အင်္ဂလိပ်လို MAUNG ပေါ့ပြီးပါကျွန်တော်တို့ကကြိုက်တဲ့ information တိုင်းဖြည့်လို့ရပါတယ်ဒီညမှာကျွန်တော်ကတော့မြန်မာလိုပဲဖြည့်သွားပါမယ်နော်ပြီးအင်္ဂလိပ်လိုတစ်ခုဖြည့်ပြပါအဲ့တော့မောင်မစက်ပစ္စည်းကတော့ကျွန်တော်ဘာအတွက်လဲဆိုရင်ကျွန်တော်တို့ကဘယ်မျိုးစားလဲပေါ့Rami Note 8ပေါ့
နော် sorry Rami no a မှန် IM မြင့်ရှိတယ်ဆိုရင်ကျွန်တော်တို့ IM မြင့်ထည့်ပေးရမယ်ကျွန်တော်တို့ IM မြင့်မရှိတာဖြစ်တော့ကြောင့်ကျွန်တော်တို့ IM မြင့်ရှိတယ်ဆိုရင်ထည့်ပေးလိုက်မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမထည့်လဲရတယ်ပေါ့အယောင်ကတော့ဘာအောင်လဲဆို black ပေါ့နော်ဟို black ဒါမှမဟုတ် blue ပေါ့ something ရေးလို့ရပါတယ်ဒီနေရာမှာ course ရဲ့ဝန်ဆောင်မှုရဲ့ဆောင်ရွက်ခြင်းရဲ့အာမခံချက်အပိုင်းအနေနဲ့ရှင်းပြပါဒီနေရာလေးကနည်းနည်းကျွန်တော်တို့ရဲ့အမြတ်တွက်ချက်မှုနဲ့ဝင်ငွေတွက်ချက်မှုကိုတိုက်ရိုက်လာပြီးတော့ချိတ်ဆက်ထားတဲ့အပိုင်းလေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီအမြတ်ဆိုတဲ့အရင်ဆိုတဲ့နေရာမှာဥပမာဆိုကြပါစို့ကျွန်တော်တို့ကမောင်ဘကRamino 8ကိုကျွန်တော်တို့ဘာလုပ်တာလဲဆို battery လာလဲတာဆိုကြပါစို့ BLTT battery လဲရန်ကျွန်တော်တို့ဒါတို့သူရဲ့လုပ်တဲ့အနှုတ်ကိုကျွန်တော်တို့မှတ်လိုက်တာသူဒီ battery လဲတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က battery လဲဖို့အတွက်ဆိုကြပါစို့ကျွန်တော်တို့က battery ပစ္စည်းကိုကျွန်တော်တို့ custom လူချင်းများအနေနဲ့ကျွန်တော်တို့တော့ဝယ်ရတာဒါမှမဟုတ်ကိုယ့်ရဲ့အရင်နေ့ဖြစ်တဲ့ပစ္စည်းတစ်ခုကကျွန်တော်တို့90ရာကျွန်တော်1000ဆိုကြပါစို့နော်1000ရှိတယ်အဲ့တော့ဝန်ဆောင်ကကျွန်တော်တို့ကသူ့ကို2000ယူတယ်ဒါဆိုလို့ရှိရင်အရင်မှာ1000ထည့်တဲ့အတွက်ကျွန်တော်တို့ရဲ့အမြတ်က2000ဆိုတော့ auto တွက်ချက်ပြီးသားနော်အဲ့လိုမျိုးပြီးရင်ကျွန်တော်ကဆောင်ရွက်နေစေလောဆယ်အခုမှလာအပ်တာလားဒီမှာဆောင်ရွက်နေစေနဲ့လည်းကျွန်တော်အခုမှလာအပ်ထားတာလားလှုပ်ဆောင်နေစေလားဒါမှမဟုတ်လုံးလုံးပြီးသွားပြီလားဒါဆိုလောဆယ်တော့မလုပ်ရသေးတယ်လှုပ်ဆောင်နေစေပြီးအာမခံချက်ရှိမရှိရော battery လဲတာဖြစ်တဲ့ကြောင့်ဒီကိုမှာအာမခံချက်ရှိတယ်ဆိုရင်ပေးလို့ရတယ်မရှိလည်းမရှိကိုယူရမယ်လောလောဆယ်တော့အာမခံ debug လို့ရေးလိုက်ပြီးတော့ကျွန်တော်တို့မှာမှတ်တမ်းတင်မယ်ဆိုတာကိုနှိပ်လိုက်ပါမယ်အဲဒါဆိုရင်မှတ်တမ်းအသစ်ပြီးဆုံးသွားပါပြီဆိုပြီးတော့ကျွန်တော်တို့အချက်ဒီမှာလာပြပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမှတ်တမ်းတဲ့ကျွန်တော်တို့ဒူတဲ့ကိုဒါရောက်သွားပြီ model ဘလောက် battery လဲရန်ပြီးရင်အရင်ကဘလောက် cost ကဘလောက်ဘလောက်က cost ကဘလောက်ဝန်ဆောင်မှုကဘလောက်ဆိုတာလေးကြာလာမှာပြီးရင်ဆောင်ရွက်စေနေခြင်းပေါ့ဟုတ်ပြီနော်အဲဆိုဒီနေ့သွင်းတာပြီးတော့ဒီနေ့ကကျွန်တော်ဒီဗီဒီယိုစလုပ်တာ16ရက်နေ့ sorry 6ရက်နေ့12လပိုင်းဖြစ်တာဖြစ်တော့ကြောင့်ချက်ချင်း6ရက်နေ့12လပိုင်းနဲ့တက်လာမယ်ဒီနေရာမှာပြောချင်တာမိတ်ဆွေတွေကဒီနေရာမှာဟို list တွေအရင်များလာတယ်ဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့အောက်မှာကျလာပါလိမ့်မယ်အပေါ်ကိုကျွန်တော် mouse လေးနဲ့အပေါ်တင်အောက်ချကြည့်လို့ရတယ်ဒီနေ့ date ဆွဲနဲ့အပေါ်ရက် date ဆွဲတော့ကျွန်တော်တို့ဒီမှာကျွန်တော်ရွေးရမနေ့ကလုပ်ခဲ့တဲ့ဟာဆိုဒီမှာကြည့်လို့ရတယ်ဆိုမနေ့ကစီးနေပေါ်လာမယ်ဒါဆိုလို့ရှိရင်ဒီနေ့ရောင်းသမျှစီးရင်ပေါ်မယ်ဒီနေ့ဆိုင်မှာပြင်သမျှဖုန်းအကုန်ပေါ်မယ်မနေ့ကရောင်းတဲ့စီးရင်ဖုန်းသမျှအကုန်ပေါ်မယ်ပြီးရင်ကျွန်တော်ရက်ဆွဲလိုက်မဟုတ်ပဲနဲ့ကျွန်တော်တို့ကလာလိုက်ရောင်းလာတယ်ဒီကတရက်နေ့ကနေပြီးတော့ဟိုဒီကြည့်ကျင်တယ်ဆိုလို့ရှိရင်ရက်ဆွဲကြည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာရက်ဆွဲလေးထည့်ပြီးတော့မှာရက်ဆွဲမှာကျွန်တော်တို့ကတရက်နေ့ကရောင်းအားလားဒါဆိုတရက်နေ့ကရောင်းအားထားလားမဟုတ်လို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က2ရက်နေ့ကကျွန်တော်တို့ဖုန်းပြင်တဲ့အခြေအနေလားဒါမှမဟုတ်ရင်3ရက်နေ့ကဖုန်းပြင်တဲ့အခြေအနေလားဆိုပြီးတော့ဒီမှာကျွန်တော်တို့ပေါ်လာမှာနော်လောလောဆယ်ကျွန်တော်တို့ကဒီနေ့မှစတာဖြစ်တော့ကြောင့်ကျွန်တော်တို့မှာ today နဲ့စံကြည့်လိုက်ရင်ဒါဒီနေ့ထည့်ထားတဲ့အချက်လက်ပဲပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ပိုင်းအနေနဲ့ကြတော့ကျွန်တော်တို့ဆောင်ရွက်ပြီးစီးခြင်းပေါ့တကယ်များဒီ information များနဲ့ပတ်သက်ပြီးတော့ battery ကလဲလိုက်တာပြီးသွားပြီ customer လည်းလက်ရွေးပြီလက်ရွေးတဲ့ခါကြလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ရမှာလဲဆိုရင် customer ကိုဘောင်ချတန်းထုတ်ပေးရမယ်သူတွေကပတ်စံယူရမယ်ဆောင်ရွက်နေစေအခြေအနေကိုကျွန်တော်တို့ကပြီးစီးအောင်လုပ်ရမယ်ဆိုတော့ကျွန်တော်တို့ကဒီညမှာလုပ်လို့ပြီးသွားဖြစ်တော့ကြောင့်ကျွန်တော်တို့ active ဒါလေးက print ထုတ်တဲ့နေရာဒါလေးက active လုပ်တဲ့နေရာဒါလေးကဒီဟာအမှားရင်ဖြတ်ထုတ်တဲ့ဟာဒီ information လေးပေါ့လောလောဆယ်ကျွန်တော် active ကိုနှိပ်လိုက်ပါမယ်အဲဆိုရင်အပေါ်မှာအချက်လက်တွေသူ့အောက်ကအချက်လက်တိုင်းအပေါ်မှာလာပြင်ထားတာဖြစ်သွားပြီအဲတော့ကျွန်တော်တို့ဒါကိုလှုပ်ဆောင်နေတဲ့ PC သွားတာဖြစ်တော့ကြောင့် customer လည်းလက်ရွေးပြီး PC သွားတာဖြစ်တော့ကြောင့်ဘောင်ချလည်းထုတ်ပေးရမယ်အဲတော့ကျွန်တော်တို့က PC ဆိုတာနှိပ်လိုက်မယ်ပြီးရင်တင်ဆဲမယ်နားလည်ပါပြီအဲတော့တင်ဆဲမယ်လို့နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော် PC တို့ဝင်သွားပြီပြီးရင်ကျွန်တော်တို့ဒီမှာ print ဆိုတဲ့ icon လေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဒီမှာ print ဆိုတဲ့ icon လေးပေါ်လာပြီးကျွန်တော်တို့ကဒီမှာ printer ကိုရွေးလိုက်ပေါ့နော်မိမိရဲ့ set ရဲ့ printer ကိုဒီမှာရွေးမယ်ကျွန်တော်တို့ဒီနေရာမှာ printer set ကိုရွေးမယ်ရွေးပြီးလို့ဆိုရင်ကျွန်တော်တို့က print နှိပ်လိုက်ရုံပဲဒီအခြေအနေကတော့ကျွန်တော်တို့ mobile phone မှာကျွန်တော်တို့ဒါ default information တွေနဲ့ပေါ်လာတဲ့ဟာလေးပေါ့ဒီနေရာမှာကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဒီအောက်လေးမှာ sequence ချက်တွေဆိုတာတီးတန့်ထပ်ထည့်လို့ရတဲ့ information လေးပါပါတယ်အဲ့တော့2ရဲ့ဒီ setting ထဲမှာပါเนาะဒီ2ရဲ့ setting ထဲမှာကျွန်တော်တို့ကဒါပါထားပြီးသားပေါ့เนาะသို့တော့ဒီမှာကျွန်တော်ဒီအနေထားကိုမလုပ်ဘဲနဲ့ဖောင်ချဖြတ်လေးလာကြည့်အောင်เนาะဖောင်ချမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရက်ဆွဲရှိတယ်ကျွန်တော်တို့ဒီမှာရက်ဆွဲရှိတယ်เนาะဒီမှာရက်ဆွဲနဲ့ဆိုကျွန်တော်ထုတ်တာရက်ဆွဲရှိတယ် customer အမည် device အမည် IM မြင့်ကိုထည့်တာချက်လက်တွေ auto ပေါ်လာမယ်ပြီးလို့ရှိရင် battery လဲရင်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကပေါက်တဲ့လက်မှတ်ပဲထို့ဘာပဲလုပ်ခိုင်းလုပ်လို့ရတယ်ဆိုင်ရင်ဝန်ထမ်းတွေဖြစ်ဘာပဲဖြစ်အခြားသောလူတွေကနေဒီမှာလက်မှတ်ထိုးတော့လည်းကောင်းစီးရိုက်လိုက်တော့လည်းကောင်းလုပ်လို့ရပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒါဒီ information ကကျွန်တော်တို့ဒါပြင်ပြီးသွားပြီပေါ့နော်ဒါကျွန်တော်ဟို default အနေနဲ့ပဲပေါ်ပြတာပဲဒီနေရာမှာကိုယ့်ရဲ့ဆိုင်နာမည်လိပ်စာတွေပြောင်းလဲပြုံးပြရမယ်ဒါဆိုလို့ရှိရင်ဒါအတောင်းမြပြုံးပြရမယ့်နေရာတွေပေါ့နော်ဒီအောက်မှာစီးပြင်းစည်းကမ်းချက်ဆိုတာကျွန်တော်ထည့်လို့ရတယ်ဟုတ်ပြီအဲ့ဒါတွေရောဒီ print မှာဘယ်လိုမျိုး auto ထည့်လို့ရတာလဲလေ့လာကြည့်အောင်
အဲ့တော့လောလောဆယ်ကျွန်တော်တို့က cancel လုပ်လိုက်မယ်နော်ဒီနေရာမှာတော့ customer ဖောင်ချတန်းထုတ်လိုက်လို့ရပြီနော်ဟုတ်ပြီအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က print setting ကိုကျွန်တော်တို့ကိုလိုချင်တဲ့အချက်လက်တွေဖြည့်ဖို့အတွက်ကျွန်တော်တို့ setting ကိုသွားပါမယ်ဒီမှာ sign ချက်လက်ပြင်ဆင်ခြင်းဆိုတာရှိတယ်အဲ့တော့ sign ချက်လက်ပြင်ဆင်မှာမိမိရဲ့ sign နာမည်ကိုရေးမယ်ကျွန်တော်တို့ဒီမှာဒါကိုယ့်ရဲ့ sign နာမည်ရေးမယ်ထိတ်ဆုံးမှာပေါ်မှာကိုယ့်ရဲ့ phone number ကိုရေးမယ်ကိုယ့်ရဲ့နေရာလေး sign ရဲ့လေးရာလေးစာကိုရေးမယ်ဒီမှာဖောင်ချတွင်းစီးမြင့်များရှိတယ်ဖောင်ချတွင်းစီးမြင့်များမှာတော့ကျွန်တော်တို့ကိုရေးချင်တဲ့ချက်လက်တွေကိုရေးလို့ရတယ်နှစ်မျိုးရှိပါတယ်ဖောင်ချစီးမြင့်များမှာဒါလေးဘားလေးနေနဲ့ဆွဲချမယ်ဒီဘားလေးနေနဲ့ဆွဲချမယ်ကိုရေးချင်တာကိုရေးလို့ရတယ်ဟုတ်ပြီနော်ဒီမှာစီမီစီကန်ကအယောင်းပေါင်ချတွဲဟာရဲ့ဝန်ဆောင်မှုပေါင်ချတွဲဟာရဲ့ကျွန်တော်တို့လောလောဆယ်ကဝန်ဆောင်မှုဆိုတာဝန်ဆောင်မှု service အတွက်ကိုလုပ်နေတာဖြစ်တော့ကြောင့်ဝန်ဆောင်မှု service ရဲ့အချက်လက်တွေကျွန်တော်ဒီမှာဖြည့်ပြပါမယ်နော်ကဲဟုတ်ပြီဒီမှာတော့ကျွန်တော်ဗာလဲဝန်ဆောင်မှုအချက်လက်တွေအကုန်လုံးကိုကျွန်တော်ကိုယ့်အဆိုင်မှာအဆင်ပြေသလိုပုံစံမျိုးလေးနဲ့ကျွန်တော်ရေးလိုက်တယ်ပေါ့နော်ဒါမိမိကိုစိတ်ကြိုက်ကိုယ့်အဆင်ပြေသလိုရေးသုံးလို့ရပါတယ်ပြီးလို့ရှိရင်အားလုံးပြီးသွားရင်ဆိုင်လိပ်စာတွေရောဗာတွေရောအကုန်သေချာဖြည့်ပြီးတော့ကျွန်တော်ဒီမှာသိမ်းဆဲရန်ဆိုတဲ့ဟာလေးနှိပ်ပြီးတော့လုပ်လိုက်မယ်ဒါဆိုအချက်လက်ဆိုင်ချက်လက်သိမ်းဆဲခြင်းပြီးဆုံးသွားပြီနားလည်ပါတယ်လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ပြီးသွားပြီဒီနေရာမှာတော့ကျွန်တော်ဘာအတွက်လဲဆိုရင်ကိုယ့်ရဲ့2ပေါ့နော်2က demo ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ demo ကိုသုံးမကြိုက်လို့ရှိရင်တော့ကျွန်တော်တို့က live move ကိုသုံးလို့ရတယ်ကျွန်တော်ဒီမှာဒါဆိုရင် live move ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော် desk move ဖြစ်သွားမယ်ဒါပါပဲပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒီလိုမျိုးလုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဆိုင်အချက်လက်ကိုဒီမှာဝန်ဆောင်မှုအချက်လက်ကိုကျွန်တော်တို့စီကံချက်တွေကိုကျွန်တော်တို့ထည့်လိုက်ပြီထည့်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီနေရာမှာခုန print ထုတ်တဲ့ဟာလေးသွပြန်ကြည့်အောင်ဝန်ဆောင်မှုများဆိုတဲ့အပိုင်းသွားပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ print ထုတ်ရန်ဆိုတဲ့ setting နေရာပေါ့နော်ဒီ print ထုတ်ရန်ဆိုတဲ့ setting နေရာလေးအဲ့ print ထုတ်တဲ့ setting နေရာလေးကျွန်တော်တို့ဘာလုပ်မလဲနှိပ်လိုက်မယ်ပြီးလို့ရှိရင် print ရဲ့ information ပုံစံပြောင်းသွားပြီเนาะဒီနေရာမှာပါလာလဲဆိုရင်ကျွန်တော်အောက်မှာ sequence ချက်လေးတွေ auto ပါလာတယ် sign လိပ်စာတွေပြောင်းမယ်ဆိုဒီနေရာမှာပြောင်းလဲသွားမယ်ပေါ့ဒါကိုပြောချင်တာဖြစ်တယ်เนาะအဲ့တော့ဒီမှာကြည့်အောင်ကျွန်တော်တို့ sign လိပ်စာလေးနဲ့အနေထားလေးတွေအဲဒါဝယ်ယူပြီးပစ္စည်းကိုကျွန်တော်တို့ပြန်မလဲပါဟိုမှာထည့်ထားတဲ့ information တိုင်းဒီမှာရေးထားတဲ့ pattern ပုံစံတိုင်းအကုန်ပေါ်လာမှာဖြစ်ပါတယ်เนาะဒီနေရာမှာနေရာလွတ်ဒီအနောက်ပဲဒီဟာတွေထုတ်ပြီးဆက်ရေးမယ်ဆိုလဲရတယ်ကိုအနေထားတိုင်းပဲတစ်ခါတည်းပိတ်ပြီးရေးလို့ရတယ်အဲ့တော့ပေါင်ချာအရာဒီလိုလေးကပို့ပြီးတော့အဆင်ပြေဒါကတော့ကျွန်တော်တို့ printer receipt ဖြစ်တဲ့ဖြစ်တော့ကြောင့်site ကတော့ A4 site နဲ့လုပ်ထားပြီးတယ်ပေါ့နော်ဒါမှလည်း standard ပေါင်ချာတစ်ခုဖြစ်မှာပေါ့နော်အဲ့တော့ပို့ပြီးတော့အဆင်ပြေပါတယ်မိမိ printer နဲ့ချိန်ပြီးတော့တန်ထုတ်လို့ရပါတယ်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ service ပိုင်းနားလဲပါတယ် service ပိုင်းနောက်တဲ့ customer တယောက်ကဖုန်းလက်ပြင်နေဆိုလို့ရှိရင်လည်းထုတ်နေလကောင်းပါပဲကျွန်တော်စမ်းသပ်ပေးပါမယ်ဒီကတော့အင်္ဂလိပ်လိုစမ်းပါမယ်နော်အဲ့တော့ဘာလို့သူကဘာလို့လောက်တာလဲဆိုရင်သူကချခြင်းကောင်းလိုက်တာဆိုကြပါဘူးနော်ချခြင်းကောင်းချိန်နော်ချခြင်းကောင်းလိုက်တာကျွန်တော် cost ကကျွန်တော်ဘာရှိလဲအဲဒါဆိုကျွန်တော်တို့က900ဆိုလို့ရှိရင်900ကျွန်တော်တို့ယူတာကျွန်တော်တို့ကကျွန်တော်တို့ဥပမာနည်းနဲ့ပဲ1000ပတ်ချလေးတွေပဲပြပြလိုက်ပြီနော်900ရှိတယ်1000ရှိတယ်ဆောင်ရွက်နေစေကပြီးစီးသွားပြီလားချက်ချင်းလှုပ်လို့ပြီးသွားတယ်ဆိုလဲပြီးစီးပေါ့ပြီးဒီနေရာမှာကျွန်တော်တို့ကဆောင်ရွက်နေစေနဲ့ပြီးစီးကိုကျွန်တော်တို့က customer လက်ရွေးတယ်မရွေးတယ်နဲ့မသက်ဆိုင်ပါဘူးအနေငယ်မှားနေကြတာဒီဆောင်ရွက်နေစေနေရာမှာကျွန်တော်တို့က customer မရွေးရသေးရင်ဖုန်းကပြီးသွားတဲ့ခါကျရင်လည်းကျွန်တော်တို့ဆောင်ရွက်နေစေလို့လုပ်လို့မရပါဘူး service တင်ကနေပြီးတော့ဒီဖုန်းဟာပြုပြင်လို့ပြီးသွားတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကကျွန်တော်တို့က PC ကိုရွေးပေးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကရွေးချယ်လိုက်တဲ့ခါကျရင်ဒါဖုန်းက PC ွားတယ်မ PC ကိုသိရတယ်ပေါ့နော်။စီးရင်ချုံနေနဲ့အစီအခံစာမှာအဲ့ဒါကြီးချက်လက်ကိုကြည့်ပြီးတော့သွားတာဖြစ်တော့ကျွန်တော်တို့ကဒီညမှာကိုဖုန်းဆိုင်မှာဖုန်းပြင်ဆင်ပြီးသားဆိုရင်လည်း PC ကိုပြောရတယ်။ဒါပေမဲ့ဘောင်ချာမထုတ်ရသေးနဲ့ထုတ်ရသေးတယ်ပဲကွာတယ်ပေါ့နော်။အဲ့ဒါလေးတစ်ချက်သိချင်တယ်။လောလောဆယ်ဆောင်ရွက်နေစေဆိုဆောင်ရွက်နေစေပေါ့။နော်ဆောင်ရွက်နေစေရွေးပြီးတော့ကျွန်တော်တို့ဒီမှာအချက်လက်ဖြည့်သွားပြီးမှတ်တမ်းတင်မှနှိပ်လိုက်ရင်ဒါနောက်ထပ်တစ်ခါမှတ်တမ်းတင်အောင်ဆိုတာလေးကိုဒီနေရာမှာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်နော်တို့နေ၎င်းပဲသူ့ကိုကျွန်တော်တို့ကမပြီးစီးနေနဲ့ကျွန်တော်တို့ကဒါ print ထုတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်း edit လုပ်မယ်သူကဖုန်းပြင်လို့ပြီးသွားပြီ PC သိမ်းဆဲရတာဆိုရင်အချင်းလက်ပြီးသိမ်းဆဲသွားပြီအဲ့ဒါခါကျလို့ရှိရင်ကျွန်တော်တို့က printer ကိုလှမ်းထုတ်ပါမယ် print လှမ်းထုတ်တဲ့ခါကျရင်ဒါဆိုလို့ရှိရင်အောင်အတွက်ဒီမှာဖောက်တဲ့အောင်ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ information ရလာပဲသူက Samsung A03 ကျွန်တော်ဗာလောက်တာလဲ charging port ချိန်တာအဲ့ဒါတကုံးလက်မျိုး information လေးနဲ့ကျွန်တော်တို့ဒါလောက်ထားတယ်ပေါ့နော်ဒါဆို print တန်းထုတ်လို့လည်းရပါတယ်ဟုတ်ပြီဒါဆိုအချက်လက်က2ချက်ဖြစ်သွားပြီဒီညမှာဒီမှာထည့်လိုက်တဲ့အချက်လက်ရဆိုလို့ဆိုရင်ကျွန်တော်တို့က
အရင်ကကျွန်တော်တို့က1900ရှိတယ်အမြက်ကကျွန်တော်တို့ဒီမှာစိတ်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒါ3000ရှိတယ်เนาะမရှိလို့သိအောင်ပါဒီအမြ information တွေများလာတဲ့ခါကျရင်တော့ဒီမှာကျွန်တော်အချက်လက်တွေတိကျမှုရှိမရှိဆိုတာကျွန်တော်စစ်ချင်လို့အဲ့တော့ဘယ်နေရာသွားစစ်ကြည့်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော် dashboard ပေါ့ဒီနေရာမှာချက်လက်တွင်းလိုက်တာပြီးစီးသွားတာဖြစ်တော့ကြောင့်ကျွန်တော်တို့က customer ကိုပတ်စံငွေချေလိုက်ပြီဆိုရင် dashboard မှာ auto သွားပေါင်းပါတယ်အဲ့တော့ဒီမှာတနေ့တာဝင်ငွေလေးက3000လို့ပြောပါတယ်3000ဆိုတာကကျွန်တော်တို့ကဒီ service တစ်ခုမှာရှိတဲ့နှစ်ခုလုံးရဲ့ဝန်ဆောင်က customer စီရတဲ့ပတ်စံက1000နဲ့ဒီကတယောက်ကအောင်ကရတာ1000ကျွန်တော်တို့မောင်ပါကရတာ2000ဖြစ်တော့ကြောင့်ကျွန်တော်တို့မှာ dashboard မှာကျွန်တော်3000ဆိုပြီးတော့ဒီမှာလာပြတာဖြစ်တယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့အသုံးစရိတ်ကခဏထားပါအောင်အသက်တင်အမြတ်ဆိုတာကကျွန်တော်တို့ဝင်ငွေတွေကို3000တော့ဝင်လာတယ်ဒါပေမဲ့ကိုကဆိုင်စင်နေနဲ့ကျွန်တော်တို့ပတ်စံဘယ်လောက်မြတ်တာလဲဒီ information မှာကြည့်မယ်ဆိုတော့အသက်တင်မြင်နဲ့ကျွန်တော်တို့က1300မြတ်တယ်ပေါ့နော်ဘာကြောင့်လဲ1300မြတ်ဒါကတော့ကျွန်တော်တို့ယနေ့ဟာပေါ့နော်ယနေ့ဟာဆို1300မြတ်ဒီနေ့တာအတွက်ကျွန်တော်တို့ကအသုံးစရိတ် sorry ဝန်ဆောင်မှုတွေမှာကျွန်တော်တို့ကဒီအရင်3000တွေကနေပြီးတော့1900နှုတ်ထားတဲ့ပမာဏပဲကျွန်တော်တို့ကအမြတ်ရမှာဟုတ်ပြီနော်ဒါကြောင့်ဒီမှာ3000ပဲပြောပြနေတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီညမှာနည်းနည်းကွဲတာရှိပါတယ်ဒီညမှာအပေါ်မှာပေါ်မြတ်ဟာဒီတနေ့တာရဲ့စီးရင်ပဲလာပေါ်မှာဖြစ်ပါတယ်ကိုယ့်ရဲ့တလတာစီးရင်ကတော့ဒီညမှာလာပေါ်မှာဖြစ်ပါတယ်နော်အဲဆိုရင်ကိုယ့်ရဲ့တလတာကျွန်တော်တို့ဒီမှာကြည့်လိုက်တဲ့အခါကျရင်တလလုံးဘလောက်ဝင်ထားတယ်ပြီးတလလုံးဘလောက်အသုံးစရိတ်ထည့်ထားလဲပြီးတလလုံးကျွန်တော်တို့ကအမြတ်ဘလောက်လဲဆိုတာကိုတလလုံးနေဒီညမှာလာကြည့်လို့ရမှာနော်အဲဆိုရင်ကျွန်တော်တို့ဒါသဘောပေါက်သွားပြီပေါ့နော်ဟုတ်ပြီလို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က service နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီညမှာဒါဒီမှာထည့်တဲ့အချက်လက်ပေါ်မူတည် dashboard မှာအမြဲတမ်းပြောင်းလဲသွားမယ်ပေါ့ဟုတ်ပြီဒါဆိုနားလည်သွားပြီအဲ့တော့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပိုင်းအနေနဲ့ပစ္စည်းရောင်းချခြင်းနဲ့ပစ္စည်း industry အကြောင်းလေးပြောပြချင်တာဖြစ်ပါတယ်နော်ပစ္စည်းရောင်းချခြင်းနဲ့ကျွန်တော်တို့ပစ္စည်းစင်းနဲ့ပစ္စည်းရောင်းချခြင်းကချိတ်ဆက်နေပါတယ်ဘာကြောင့်ဆိုဆိုင်မှာပစ္စည်းစင်းဆိုတာကမိမိဆိုင်မှာရှိတဲ့ပစ္စည်းရဲ့စင်း list ကိုပြောတာပြီးတော့အဲ့ဆိုင်မှာပစ္စည်းရဲ့ပစ္စည်း list တိုင်းကိုကျွန်တော်တို့ရောင်းချတဲ့စင်းတိုင်းကိုကျွန်တော်တို့ဒီမှာရောင်းချတဲ့စင်းတိုင်းကျွန်တော်တို့ဒါဒီမှာရောင်းချမဲ့နေရာလေးကိုကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုကျွန်တော်ဥပမာအနေနဲ့စမ်းကြည့်ပေးအောင်။ကျွန်တော်ဆိုင်မှာရှိသမျှ customer တွေကကျွန်တော်ဒူလေးကိုအသုံးပြုတဲ့ customer အကုန်လုံးကဒီဆိုင်ထဲမှာရှိသမျှ list ကျွန်တော်ပစ္စည်း list တွေအကုန်လုံးတော့ဒီညမှာ manual တစ်ချိန်လောက်တော့ကျွန်တော်တို့အပင်မဲ့ခံဖြစ်ရပါမယ်။အဲ့တော့ဖြည့်လို့ပြီးသွားရင်နောက် average ထွက်တိုင်းဝန်ထမ်းတွေကိုကျွန်တော်တို့ကဒါကိုညွှန်ကြားပေးလို့ရပါတယ်။လွယ်ပါတယ်ကျွန်တော်တို့ကဒါလေးတွေဖြည့်နေ test တာခောက်သွားလိုက်လို့ကျွန်တော်ရတယ်။အဲ့မှာဆိုကျွန်တော်ဒါနှိမ့်ပြီပစ္စည်းမျိုးဆိုကျွန်တော်မှရောင်းတာဆိုရင်ကျွန်တော်တို့ချခြင်းပေါ့ AN ဒီဥပမာအနေနဲ့ရေးတာပေါ့နော် AN Android phone charging Android phone charging ဖြစ်တယ် Android phone charging မှာကျွန်တော်တို့ကအမျိုးအစားရကျွန်တော်တို့ကဒီမှာပစ္စည်းကိရိယာဖြစ်တဲ့ accessory ဖြစ်တဲ့အတွက်ကျွန်တော်တို့ accessory ရွေးတယ်ကုန်ကျစရိတ်ကကျွန်တော်တို့ကဝယ်ရင်းလာတာ2000တော့ဝယ်ထားတယ်ကျွန်တော်ပြန်ရောက်တာ2500ဥပမာပေါ့နော်ဒါဆိုရင်ဝယ်ရင်အရေးအတွက်ကဘယ်လောက်ရှိလဲအရေးအတွက်ကကျွန်တော်တို့မှာဝယ်ထားတာအခု90ရှိတယ်ဒီနေရာမှာအရေးကြီးတာလေးကဒီအရေးအတွက်ဆိုတဲ့နေရာလေးကနော်ဒီမှာ90ရှိတယ်ဒီအရေးအတွက်မှာဆိုတဲ့အနေထားလေးထည့်ထားတဲ့နေရာလေးကကျွန်တော်တို့ပစ္စည်းတစ်ခုရောင်းချလိုက်တိုင်းဒီနေရာမှာပစ္စည်းတစ်ခုရောင်းချလိုက်တိုင်းကျွန်တော်တို့ကဒီအရေးအတွက်လေးနှုတ်သွားမှာဖြစ်ပါတယ်ဒီ list ထဲမှာလက်ကျန်အရေးစားထဲမှာလေနော်ဒီလက်ကျန်ထဲမှာကျွန်တော်တို့ကနှုတ်ပြသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီမှာအချက်လက်ကိုစိုက်မှာရှိတဲ့ပစ္စည်းတွေကိုလည်းကျွန်တော်တို့ကဘယ်ပစ္စည်းကကုန်နေပြီလဲဆိုတာကိုသိနိုင်မှုအတွက်ဒီအချက်လက်မှန်ကန်စွာထည့်ပြဖို့တော့လိုတယ်ပေါ့အဲ့တော့ကျွန်တော်တို့မှာထည့်လိုက်တော့ဆိုရင်စီးရင်သွင်းမယ်ဒါဆိုလို့ရှိရင်ပြီးသွားပြီဆိုရင် charging phone ပစ္စည်းကိရိယာ accessory ထဲမှာဝင်သွားတယ်အရင်ကဘလောက်အမြတ်ဘလောက်အခု90ကျန်တယ်ကျွန်တော်တို့တစ်လုံးရဲ့အမြတ်ကိုတစ်ခါတန်းထွက်ထားပြီးသားတစ်ခုမှားခဲ့တယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ edit လုပ်လို့ရတယ်တစ်ခုလုံးပြန်ဖြတ်ကျင်တယ်ဆိုလဲကျွန်တော်တို့ delete လုပ်လို့ရတယ်နောက်တဲ့ပစ္စည်းတစ်ခုထည့်ပါမယ်เนาะကျွန်တော်အဲ့တော့ကျွန်တော်တို့ phone ပေါ့เนาะ Realme Note 8နောက်ပြီး Note 8ကိုကျွန်တော်ဝယ်တယ်ဖုန်းကျွန်တော်ဆိုင်မှာရောင်းတယ်ဖုန်းမျိုးစားဖြစ်တယ်ပြီးရင်ကျွန်တော်ကုန်ကျစရိတ်ကသူ့ကိုကြတော့ကျွန်တော်90ရာ1000 1000 1000သိန်းပေါ့နော်ထားလိုက်ပြီးအရောင်းတာကျွန်တော်3သိန်းခွဲပေါ့90ရာ1000 1000သိန်း3သိန်းခွဲ3သိန်းဖြစ်တယ်3သိန်းခွဲရောင်းတယ်ဒီ list stock ကကျွန်တော်တို့မှာအခု90ရှိတယ်ပြီးရင်ကျွန်တော်ပစ္စည်းစင်းသွင်းကြည့်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကmobile data နဲ့မှာဒီနေရာမှာကျွန်တော်တို့မြင်သာစွာလက်ပေါ်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုနားလေသဘောပေါက်သွားပြီဒုတိယအနေနဲ့ထပ်သွားကျွန်တော်တတိယအနေနဲ့ထပ်သွားနောက်တစ်ခုကကြတော့ကျွန်တော်ပစ္စည်းကိရိယာမထည့်တော့ကျွန်တော် mobile ပဲထည့်ပါမယ်နော်ကျွန်တော် Samsung A03 ဖုန်းမျိုးစားကျွန်တော်ရွေးတယ်ကုန်ကျစရိတ်ကကျွန်တော်ဒီကောင်ကိုကြတော့9000ဥပမာဒီကောင်ကိုကျွန်တော်ရောင်းတာ3သိန်းပစ္စည်းရေအတွက်ကကျွန်တော်ဒီမှာ20ရှိတယ်ပေါ့ဒီညမှာ20မရှိဘူး10လုံးပဲရှိတယ်ဆိုကြပါစို့10လုံးရေးလိုက်မဲ့ခါကျရင်ကျွန်တော်ပစ္စည်းရှင်းသွင်းလိုက်တဲ့ခါကျရင်ကျွန်တော်10လုံးဆိုတဲ့အနေထားမှာ auto နည်းနေတယ်ဆိုတဲ့အရာလေးသူ auto ပေါ်လာတယ်။ဘာကြောင့်လဲဆိုတော့
ကျွန်တော်ကကိုယ့်ရဲ့ဆိုင်မှာပစ္စည်းတစ်ခုကပစ္စည်းတစ်ခုရှိနေတယ်အဲ့ပစ္စည်းကရောင်းနဲ့10ခုပဲကျန်တော့တယ်ဒါလေးကဒီရေတွက်တွေကတဖြည်းဖြည်းရောင်းနဲ့ကျော်သွားမှာ10ခုပဲကျန်တဲ့အနေထားမှာနည်းနေတယ်ဆိုတာလေးသူဖော်ပြတာပေါ့နော်ဒါကိုဒီ list ကိုကြည့်တော့လေဒီ highlight လေးက auto ပေါ်နေမှာနည်းတဲ့ item တန်းကိုလာပေါ်နေမှာအဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာနည်းပစ္စည်းနည်းနေတယ်ဆိုတဲ့ဟာလေးကိုဒါကိုဒီဆိုင်ရဲ့ admin တယောက်အနေနဲ့ဒါသိသွားပြီပေါ့ HR တယောက်အနေနဲ့သိသွားတယ်ပေါ့ကျွန်တော်တတိယအနေနဲ့ကျွန်တော်ဒီနေရာကိုထည့်ပါမယ်ဒီထက်နေတဲ့ပမာဏနဲ့စမ်းကြည့်ပြပါမယ်အဲ့တော့ကျွန်တော် AirPod Pro ရောင်းနေပေါ့နော်ကျွန်တော် accessory ဖြစ်တဲ့ accessory ရွေးပါမယ်ကုန်ကျစရိတ်ကကျွန်တော်တို့1000ပေါ့ဥပမာပေါ့နော်ပြီးလို့ရှိရင်ရောင်းတာ1000ခွဲနော်1000ခွဲနဲ့ရောင်းနေပေါ့လက်ကျန်ပစ္စည်းလက်ကျန် stock မှာကျွန်တော်ဒီနေရာမှာကျွန်တော်တို့က3ခုလို့ထည့်လိုက်ပါမယ်ဟုတ်ပဲဒီခုလဲ3ခုထည့်လိုက်တယ်ပြီးတော့ပစ္စည်းစင်းသွင်းရထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်သူ့3ခုဆိုလဲ3ခုကနည်းတာဖြစ်တော့ကြောင်းအနည်းကိန်းနဲ့ပဲနည်းနေတယ်ပစ္စည်းကြီးတွေနည်းနေတယ်ဆိုတာလေးကိုကျွန်တော်တို့ဒီမှာလာပေါ်ပြရဖြစ်ပါတယ်မတူညီတာကတော့ဗာလဲ dashboard ပေါ်မှာကျွန်တော်တို့ကပစ္စည်းကြည့်အောင်ဒီနေရာမှာအဲ့ဒီမှာထည့်လိုက်တဲ့ခါကျလို့ရှိရင်ဒီနေရာမှာအရေအတွက်တွေက auto အမြဲတမ်းတိုးလာမှာဘယ်လိုတိုးလာတာလဲပစ္စည်းက4မျိုးထည့်ထားတာဖြစ်တော့ကြောင်းဒီမှာ4မျိုးပစ္စည်းဘယ်နှမျိုးဆိုမှ100ရှိတယ်ဆိုဒီနေရာမှာ100လာပေါ်မှာ10ခုအောက်ဖြစ်နေတဲ့ဟာဘယ်နှမျိုးလဲဆိုတာဒီမှာလာပေါ်မှာဒါဆို10ခုအောက်ကျွန်တော်ဒီမှာထည့်ထားတာ2မျိုးဖြစ်တော့ကြောင်း sorry 10ခုအောက်ကဒီတော့ဒီမှာ2မျိုးရှိတယ်ပေါ့နော် A03 ရဲ့ AirPod Pro ရဲ့ရှိတာဖြစ်တော့ကြောင်းကျွန်တော်ဒီနေရာမှာ2မျိုးဆိုပြီးလက်ပြတာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်အောက်မှာဝန်ဆောင်မှုခြင်းတွေဒါဝန်ဆောင်မှုခြင်းတွေမှာကျွန်တော်တို့ကဘယ်နှခုပြင်ထားတာလဲပြင်နေသေးလဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကပြင်ပြီးသွားတဲ့ဟာဘယ်နှခုလဲဆိုတာလေးကိုဒီနေရာမှာလာပေါ်ပြနေမှာเนาะအဲဆိုရင် service အယောင်းနဲ့ဟိုဟာကိုဒီနေရာမှာနေလဲတန်းကြည့်လို့ရတယ်เนาะဒီဝန်ဆောင်မှုစီကိုတန်းသွားပြီးတော့တွားစစ်လို့လဲရတယ်ဘယ်နေရာပဲစစ်စစ်ရ dashboard ဖြစ်တဲ့ဒီနေရာအကုန်လုံးလာပြီးတော့ချိတ်ဆက်ထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာကြည့်အောင်အဲ့တော့ဝန်ဆောင်မှု stock လဲနေတာနှစ်ခုအဲ့ဆိုအဲ့နှစ်ခုထဲမှာကျွန်တော် logic ဒီတိုင်းပဲထားလိုက်မယ်เนาะပြီးရင်ဘယ်လိုအလန်းပြလာလဲဆိုတာလေးပြောပြပေးမယ်အဲ့တော့ကျွန်တော်ဒါကိုကျွန်တော်ရာနဲ့ချီတဲ့ပစ္စည်းတွေဆင်းသွင်းသားပြီးလို့ဆိုကြပါစို့ကျွန်တော်တို့မိတ်ဆွေတွေကိုလို့ဥပမာအနေနဲ့ကျွန်တော်၄ခုလေးပဲ input လုပ်ထည့်ပြသွားပါဖြစ်ပါတယ်เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ input ပြသွားတဲ့အခါကြာလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့မှာရောင်းချမှုပိုင်းသွားပါမယ်ရောင်းချမှုပိုင်းမှာပစ္စည်းတစ်ခုရောင်းချရမယ်ဘယ်လိုရောင်းချမှာလဲအဲ့တော့ customer တယောက်ကကျွန်တော်တို့စီကိုလက်ဝဲတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့နောက်တစ်ဆင့်သွားအောင်เนาะပစ္စည်းစင်းတွေသွင်းသားပြီးသားဆိုတော့ကျွန်တော်တို့ရောင်းချမှုဆိုတဲ့အပိုင်းလေးကိုကျွန်တော်တို့ဒါအလေးပေးပြီးသွားကြရအောင်ရောင်းချမှုဆိုတဲ့အပိုင်းလေးမှာကျွန်တော်တို့ဒီညမှာပြောချင်တာကပစ္စည်း customer တယောက်ကကိုယ်ဆိုင်မှာပစ္စည်းလက်ဝယ်တယ်ဆိုကြပါစို့လက်ဝယ်တဲ့ပစ္စည်းကကျွန်တော်တို့ဒီမှာပထမဆုံးအနေနဲ့ဝန်ထမ်းကကျွန်တော်တို့AirPod Pro customer လက်ဝယ်တယ်သူကတစ်လုံးလက်ဝယ်တယ်လက်ဝယ်တဲ့အခါမှာကျွန်တော်တို့ပစ္စည်းတွေရေတွက်တွေအကုန်လုံးဒီမှာနှိပ်လိုက်တယ်နဲ့ကျွန်တော် AirPod Pro ဆိုတာကိုအပေါ်အောက် mouse နဲ့လှည့်ပြီးတော့လဲရှာလို့ရတယ်ဒီမှာပစ္စည်း item ကကျွန်တော်တို့က1 2 3 4ခုပဲရှိတာဖြစ်တော့အရှင်းပြေတယ်ဒါပေမဲ့ပစ္စည်း item အများကြီးဆိုလို့ရှိရင်ဒီ list မှာရွေးချယ်ဖို့ကခက်ခဲသွားလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်တို့အမောကပစ္စည်းရှာရင်ဆိုတော့ AirPod Pro ဆိုလို့ရှိရင်ကျွန်တော်တို့ Air နဲ့စတာဆိုတော့ AIR လို့ပဲအတူကောက်ရိုက်လိုက်တယ်နဲ့အောက်မှာ list နှိပ်လိုက်တယ်နဲ့ Air နဲ့ပတ်သက်တာပဲ A နဲ့စပြီးတော့ AIR ဆိုတဲ့စပြီးတော့ product တွေပဲဒီမှာတည်တက်လာပြပေးမယ်လို့မဟုတ်ပဲကျွန်တော် A နဲ့စတယ်ရိုက်လိုက်လို့ရှိရင်ကျွန်တော် A နဲ့စတဲ့ product တွေပဲလည်း A ပါတဲ့ product တွေလည်းပေါ်ပြပေးမယ်ဒီလိုပုံစံမျိုးပေါ့နော်အဲကျွန်တော်တို့ဒီမှာ Air ဆိုတော့ AirPod Pro လောက်ဝယ်တာဖြစ်တော့ AIR လို့ပဲရိုက်လိုက်တယ် G ရိုက် D ရိုက်ဒီမှာလေပေါ်လာတယ်ဒါမှမဟုတ်လည်းအသေးပဲရိုက်မယ် AIR ဆိုရင်ကျွန်တော် AirPod Pro တစ်ခုတည်းပဲလက်ပြရတယ်တကယ်လည်းပစ္စည်းက၄မျိုးပြရမှာဒါပေမဲ့ကျွန်တော်တို့ဒီမှာ analyst လုပ်လိုက်တယ်ပေါ့ဟုတ်ပြီ filter ခံလိုက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဝန်ထမ်းလေးကဘယ်လိုရောင်းချမှာလဲကျွန်တော်တို့ဒီမှာချက်လက်ကိုကြည့်လိုက်တယ် AirPod ကိုရွေးလိုက်တယ်ပြီးရင်ကျွန်တော်တို့တကယ် customer ဘယ်နှခုဝယ်လဲတစ်ခုဝယ်ရင်တစ်ချက်ပေါ့နှစ်ခုဝယ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီနေရာမှာသူကနှစ်ခုဆိုရွေးပြီးတစ်ခါတည်းတန်းနှိပ်လိုက်လို့ရတယ်ဒါဆိုရင်ဈေးနှုန်းက1000ခွဲနှစ်ခုနဲ့ဖြစ်တာဖြစ်တော့ကြောင့်3000ဖြစ်3000ဖြစ်သွားတယ်မဟုတ်ပဲနဲ့မှားတယ်ဆိုလို့ရှိရင်လည်း fashion ရင်လုပ်လိုက်လို့ရတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင် customer ဒါဟိုဒီ1 2 3လေးကဏ္ဍမပြောင်းချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာ where you are 2 set တိုင်းနှိပ်လိုက်လဲရတယ်3 set တိုင်းနှိပ်လိုက်3လုံး4လုံးလက်ကျန်ပစ္စည်း3ခုပဲရှိတယ်ဆိုတာဒီညပြောချင်တာကသတိပေးချက်ပေါ်လာတယ်ကျွန်တော်တို့ဒီညမှာကြိုက်တဲ့လောက်စင်းရင်းနဲ့ရောင်းချနေလို့မရအောင်ဆိုင်မှာရှိတဲ့ပစ္စည်းပမာဏဘယ်လောက်လဲဆိုတာကိုကျွန်တော်တို့ကသိအောင်ဆိုင်မှာပစ္စည်းကို AirPod ကိုကျွန်တော်ကအပေါ်မှာ3ခုပဲထည့်ထားတာဖြစ်တော့ကြောင့်ဒီမှာအလန်းနေနေသူပေါ်ပဲလားဆိုင်လက်ကျန်ပစ္စည်းမလုံလောက်ပါလက်ကျန်3ခုသာရှိတယ်ဆိုတော့ဒါနားလေသဘောပေါက်သွားတယ်ချက်ချင်းသူကအလန်းတန်းပေးတာဟုတ်လားဘာကြောင့်လဲဆိုကျွန်တော်တို့ကပစ္စည်းစင်းထဲမှာရောင်းမယ်ဆိုဒီခါတန်းထည့်နေတာကိုသူကတန်းသိတယ်ဒါကိုပြချင်တာဖြစ်တယ်ဟုတ်ပြီနားလေးပါပြီဒါဆို3ခုထက်ပိုရောင်းလို့မရတော့ဆိုတာသူသိကြသွားပြီ3ခုထက်တော့ရတယ်ဒီကတက်နေရင်ခုန information ပဲတန်းလာမှာပဲအဲ့တော့ကျွန်တော်တို့ကဒီညမှာလောလောဆယ်တော့ကျွန်တော်ဒီကောင်ကိုတစ်ခုရောင်းလိုက်မယ်เนาะတစ်ခုအရင်ရန်ဆိုင်ရောင်းပြလိုက်မယ်ပြပြီဒါဆိုရင်ကျွန်တော်တစ်ချက်ကိုနေ customer တစ်ခုပဲနေတယ်ဝယ်သူရဲ့နာမည်ထည့်မယ်ဝယ်သူကတော့ကျွန်တော်တို့မြက်ပေါ့เนาะ
မြန်မာလိုပဲရေးရရနော်မြတ်မြပေါ့နော်သူ့ရဲ့ဖုန်းနံပါတ် customer ဖုန်းနံပါတ်ပါလဲပေါ့နော်39 123456989ပေါ့ဗျာသူ့ရဲ့ဖုန်းနံပါတ်သူကဒီမှာငွေသားနဲ့မှာသူကငွေသားနဲ့ဆင်းတာလား KP နဲ့ဆင်းတာလားဝိတ်နဲ့ဆင်းတာလားဘန်းနဲ့ထွေတာလားဒါကိုသိကြသိရမယ်ကျွန်တော်တို့ကလောလောဆယ်တော့ကျွန်တော် KP ဝိတ် money တွေမစမ်းပြသေးဘူး cash နဲ့အရင်စမ်းပြမှာသူကငွေသားပဲပြီးသွားတယ်အဲ့တော့ငွေသား cash ကိုပဲယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ရရှိငွေပမာဏမှာကျွန်တော်တို့ဒါရောင်းသူ customer စီရမယ်ယူရမယ်ပမာဏပေါ့အကဲအမြန် customer 1000ခွဲပေးတာမဟုတ် customer 1000နဲ့2ရွက်ပေးလိုက်တယ်ဆိုရင်ဝန်ထမ်းလေးက2000ဆိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ customer 2000ပေးတယ်အဲဆိုပြန်ငွေဘယ်လောက်ပေးရမလဲဆိုတာကိုခေါင်းနဲ့တွက်နေကြမလို့ customer ပေးတဲ့ပမာဏကိုဒီမှာအယူတက်ပမာဏနဲ့ဒီညာကြီးသွားစစ်နေကြမလို့ရောင်းတဲ့လူကအလင်းမြန်မဲ့တန်းရောင်းလိုက်တယ် customer ဘယ်လောက်ပေးတယ်2000ပေးတယ်ဆို2000ပေါ့။ခင်ဗျ customer 3000လှမ်းပေးတယ်နော်3000လမ်းပေးတယ်ဆို customer ကျွန်တော်တို့ customer ပြန်ငွေ1000ခွဲပြန်ပေးရမယ်ဘာလို့လဲ तू ကတစ်ခုဝယ်တာ哦နော် तू က2000ပေးလိုက်တယ်ဆိုရင်2000ပေးလိုက်တယ်ကျွန်တော်တို့ဒါအများနဲ့ရောင်းတဲ့ခါကျရင်ပြန်ငွေပြန်စဉ်းစားကြမလို့ပြန်ငွေဘယ်လောက်ပေးရမလဲဆိုတာတစ်ခါလေးတက်တယ်ပြီးရင်ကျွန်တော်တို့ကတော်ပြီလား तू က customer တော်ပြီဆိုကျွန်တော်တို့အယောင်အပြီးတက်မယ်နှိပ်လိုက်မယ်ဒါဆိုရင် print တန်းထုတ်မလားလို့တန်းမေးလိုက်မယ်ဘောင်ချာနေနဲ့ဟုတ်ပြီနော်ဘောင်ချာနေတဲ့တန်းပဲဒီမှာကျွန်တော်ကြည့်အောင်ပထမဦးဆုံးအနေနဲ့ print တန်းထုတ်မလားနေရတဲ့အခါမှာကျွန်တော်ဒီမှာ demo version ဆိုတဲ့အစမ်းသက်ရအကွက်အနီအောင်ကွက်လေးကပေါ်နေလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ official ဝယ်သမားတွေဆိုရင်ဒီနေရာမှာဒါလေးကတော့ပေါ်နေမှာမဟုတ်ဘူးပေါ့နော်ပျောက်နေမှာပေါ့နော်ဒါ premium သမားတွေရောဒါကတော့စိတ်ပူစရာမလိုဒီမှာကျွန်တော်တို့ဟိုထဲမှာထည့်ထားတဲ့အချက်လက်တိုင်းကျွန်တော်တို့ setting ဒီနေရာ C setting ရဲ့2 sign ပြင်ဆင်မှာထည့်ထားတဲ့အချက်လက်တိုင်းဒီနေရာဒီအချက်လက်တွေကပြောင်းလဲသွားမှာဖြစ်ပါတယ်နော်ဒီဟာလေးကိုတော့ကျွန်တော်ဒါပေါ်ပေါအောင်နားလဲအောင်ပြောပြလိုက်တာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကခုနဘောင်ချာသွင်းလိုက်တဲ့အချက်လက်ဘောင်ချာကထွက်လာတဲ့ခါကျရင်အယောင်းဝင်ထဲမှာကျွန်တော်အယောင်းဝင်ရဲ့ဘောင်ချာကုတ် auto ထွက်လာမယ်ရောင်းချတဲ့ date က date နဲ့ time အတိအကျအကုန်ထွက်လာမယ်ပြီးဝယ်ယူသူကမြင်မြသူ့ရဲ့ဖုန်းနံပါတ်ဝယ်တဲ့ပစ္စည်းမျိုးစားဒါရေးတွက်တလောက်ကျွန်တော်တို့က1 unit ကိုဘယ်လောက် mm တော့ဒီမှာအမျက်တွေလာပေါ်မှာမဟုတ်ဘူးအဲ့တော့ customer ကိုတခါတည်းကျွန်တော်တို့ဝန်ထမ်းနေနဲ့အများကြီးအလုပ်လုပ်တဲ့ခါကြလို့ရှိရင်အမှားယွင်းနေမဖြစ်ရလေအောင်ကျွန်တော်ဒီနေရာမှာကြည့်အောင်စုစုပေါင်းတဲ့ cash အပိုင်းမှာကျွန်တော်တို့ကစုစုပေါင်းဘယ်လောက်ကျလဲဆိုတာရယ် cash ငွေသားနဲ့ပတ်စံဆင်းသွားတယ်ဆိုတာရယ် customer ဘယ်လောက်ပေးတယ်ဆိုတာရယ်တခါတည်းပေးသွားတယ်ပေးသွင်းငွေဆိုတာ customer ပေးတဲ့ပတ်စံဖြစ်တော့ကြောင့်ကျွန်တော်တို့ကဒီမှာဘယ်လောက်ပေးတယ်ဆိုတာအစားတန်းသိရတယ်ပြန်ငွေဘယ်လောက်ပြန်ပေးရမယ်ဆိုတာအစားတန်းသိရတယ်အဆင့်ဆင့်ဒါကိုဒီချက်လက်ကိုကြည့်ပြီးတော့ဒါငွေပြန် MBA မဲ့ကောင်တာကဝန်ထမ်းမတွေကဒီစာရက်အတိုင်းကျွန်တော်တို့ကငွေချက်လက်ပြန်လေအဆင့်ဆင့်သွားကြ salesman ကနေပြီးတော့ကျွန်တော်တို့ဒါအဆင့်ဆင့်သွားလို့ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့ကိုယ်ဆိုင်မှာ HR လောက်ထားတယ်ဆိုအဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဝယ်အားပေးမှုတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့အပိုင်းတော့ default အနေနဲ့ပုံချမှာအမြဲပါနေမှာဒါပေမဲ့ PC နဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေထည့်ခြင်းတယ်ဟုတ်လားPC နဲ့ထည့်ပြီးဒီမှာတော့ကျွန်တော်တို့က default အနေနဲ့မပါသေးဘူး PC နဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေအောက်မှာထည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ရသက်ထည့်အောင်လဲကျွန်တော်ဒီမှာ2ဆိုတဲ့ function မှာတက်ထည့်မယ်2ဆိုတဲ့ function မှာကျွန်တော်ဒီနေရာမှာလွတ်နေတဲ့နေရာလေးမှာတက်ထည့်ပေးလိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့ဥပမာအနေနဲ့ဒီမှာ PC ဒါလေးထည့်ပြီးတော့ကျွန်တော် save နှိပ်ပါမယ်နားလည်ပါပြီနှိပ်ပါမယ်ရောင်းချမှုပိုင်းမှာကျွန်တော်နောက်တစ်ခါသွားဆန်းရအောင်နော်ဟုတ်ပြီရောင်းချမှုပိုင်းမှာကျွန်တော်ပြန်ဆန်းပေးပါမယ်နော် printer အဲ့တော့ကျွန်တော်ဒီမှာစရင်းစစ်မယ်ပေါ့အဲ့တော့ကျွန်တော် AirPod Pro ဝယ်တယ် AIR L ဝယ်တယ်အဲ့တော့ဒီစင်းမဲ့လာပေါ်မယ်ပြီးကျွန်တော်တစ်ခုဝယ်တယ်အဲ့ဆိုရင်ချက်လက်တစ်ခုဖြစ်သွားပြီနော်တစ်ခုဖြစ်သွားပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာအယောင်ပြီးတတ်မယ်ပေါ့အယောင်ပြီးတတ်မယ်ကျွန်တော်တို့မှာမြက်မြပေါ့နော်ဒီတစ်ခါတော့ကျွန်တော်တို့က set မောင်ဆန်လို့ပေးလိုက်မယ်နော်မောင်ဆန်ကလည်းဝယ်တယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ကပါလဲပေါ့39 1234569ကျွန်တော် default တွေပဲလုပ်လိုက်မယ်နော် cash နဲ့ရှင်းတယ်ပြီးရင်ငွေသားကသူက2000ပေးတယ်ဒါမှမဟုတ်1000ခွဲပဲပေးတယ်ပေါ့သူက1000ခွဲပဲပေးတယ်ဆိုသူက1000ခွဲပစ္စည်းဝယ်1000ခွဲပေးတယ်ဆို1000ခွဲပဲရိုက်ထည့်လိုက်ပြန်ငွေကပေးကြမလို့တော့ဘူးပြီးရင်အပြီးသက်ရောင်းရင်ကျွန်တော်ထိလိုက်မယ်ဒါဆိုရင် print ထုတ်မှလောက်တန်းပေးမယ်ပေါ့မထုတ်လို့ရှိရင် cancel ထုတ်ချင်တယ်ဆိုတန်းထုတ်လို့ရတယ်ဒီညမှာထူးခြားတာလေးပြောပြပါမယ်ဒီမှာအောက်မှာကျွန်တော်တို့ခုနထည့်လိုက်တဲ့ sign ပြင်ဆင်မှာကျွန်တော်ထည့်လိုက်တဲ့အချက်လက်ကျွန်တော် sign ရဲ့ပစ္စည်းအနေထားပေါ့နော်အချက်လက်တွေမှာကျွန်တော်တို့ပေါ်လာပါပြီအဲ့ပေါ်လာတဲ့အခါမှာကျွန်တော်ဝယ်ပစ္စည်းတွေပြန်မအမ်းမှာစသဖြင့်ဒါပေါင်းချမှာကျွန်တော် default အနေနဲ့ပါနေမှာကျွန်တော်တို့ဒါကိုအနေနဲ့ဒါကိုကျွန်တော် default အနေနဲ့မိမိစိတ်ကြိုက်ပြောင်းလဲလို့ရတယ်ပေါ့ဟုတ်ပြီနော်ဒါတော့နားလေသဘောပေါက်သွားပြီဒီပေါင်းချကလည်းဒီတိုင်းထွက်လာမှာဆိုတော့အဆင်ပြေသွားပြီဒီမှာအရေးအတွက်ပမာဏဒီနေရာမှာတော့ကျွန်တော်တို့က customer pay ငွေ1000ခွဲဖြစ်တော့ကြောင့်ပြန်ငွေရ0ဖြစ်နေမယ်ပေါ့နော်ဒါဆိုဝန်ထမ်းကဒီဘိုင်းပဲငွေ1000ခွဲယူပြီးတော့ဆက်လက်လုပ်ဆောင်သွားလို့ရတယ်ပြန်ငွေနဲ့ပတ်သက်တဲ့ပြဿနာတွေကတော့နောက်တဲ့ဝန်ထမ်းတရားကိုချိတ်ဆက်ပြီးသွားမှာဖြစ်တဲ့ဒီ function လေးကအလုပ်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါဆို cancel နေပြီးသွားပြီနားလည်ပါဒါဆိုရင်သဘောပေါက်နားလည်သွားပြီနော်ဒါကြောင့်ဝန်ဆောင်မှုလည်းပြီးသွားပြီဒါဆိုရင်ရောင်းချမှုဘိုင်းနဲ့ပစ္စည်းအတွင်းနဲ့စင်ဘိုင်းမှာနားလည်သဘောပေါက်ပြီးထင်ပါတယ်ဒီနေရာမှာကျွန်တော်တို့နောက်ထပ်တစ်ခု dashboard ကိုသွားရအောင်
dashboard မှာကျွန်တော်တို့ကအမျက်တွေတက်နေတယ်ဒီညမှာကျွန်တော်သတိထားမိလားအကွက်လေးတစ်ခွက်ကပိုလာပါတယ်အစ်စ်ဘာပြောချင်တာလဲဆိုလို့ရှိရင်သူက AirPod Pro ဆိုတဲ့ပစ္စည်းလေးဟာပစ္စည်းကိရိယာအနေနဲ့ကျွန်တော်ဒီမှာအရေးအတွက်တစ်ခုပဲကျန်တော့တယ်လို့ပြောပါပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီညမှာပစ္စည်းရောင်းချတဲ့ဈေးမှာတွက်စစ်လို့ရတယ်ရောင်းချတဲ့ဈေးမှာ sorry ပစ္စည်းဈေးမှာကျွန်တော်တို့က AirPod ကကျွန်တော်တို့နှစ်ခွရောင်းလိုက်တာဖြစ်တော့ကျွန်တော်ထည့်တာ3လုံးဆိုပြီးမြဲဘာဖြစ်လဲတစ်ခုပဲကျန်တော့တယ်ဆိုတာကိုပြနေအဲ့လိုမျိုးပြရင်သူကနှစ်ခု3ခုရဲ့အောက်ဆိုလို့ရှိရင်ဒီနေရာမှာ information လာပေါ်ပါမယ်10ခုဆိုလို့ရှိရင်တော့ဒီနေရာမှာပဲလာပေါ်မယ်10ခုဆိုလို့ရှိရင်တော့ဒါဒီနေရာမှာပဲလာပေါ်မယ်အကယ်၍များ3ခုနှစ်အောက်ဆိုလို့3ခုနှစ်အောက်ဆိုရင်ဒီနေရာမှာအလန်းလာပေါ်ပါမယ်နော်3ခုနှစ်အောက်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလုံးဝတင်းဆိုင်မှာပစ္စည်းကလုံးဝဒီ product ကြီးကကုန်နေပြီဒါကိုပြောချင်တာပေါ့နော်အဲ့တော့ဒီ information ကိုဒီရောင်းချရင် information တွေအချက်လက်ကိုကျွန်တော်တို့က sorry ပစ္စည်းစင်းတွေကအချက်လက်ကိုဒီအောင်မဖြစ်မတွင်မချင်းကျွန်တော်ဒီအချက်လက်တွေကတော့ပေါ်နေမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကကဲဆိုင်ကိုပစ္စည်းကအစ်စ်ရောက်လာပြီဒီပစ္စည်းတွေကဒီပစ္စည်းကလေးက Apple ကအစ်စ်ထပ်ရောက်လာတဲ့ခါကျရင်ကျွန်တော်တို့ထပ်ပြီးတော့အစ်စ်ဒီကနေသွင်းစရာမလိုဒီညာလေးက edit လုပ်ပြီးတော့အရေးတွက်ပမာဏကိုကျွန်တော်တို့က22ခုဆိုပြီးသတ်မှတ်ပြီးကျွန်တော်တင်ဆက်လိုက်ဒါဆိုလို့ရှိရင် name ဆိုတဲ့ဟာနေရဖြစ်ပြီးတော့ပြောင်းသွားမယ် dashboard ပေါ်မှာလည်းဒီမှာခုနလိုမျိုး information မပေါ်တော့ဒါဆိုလို့ရှိရင်ရောင်းချတဲ့ပစ္စည်း industry နဲ့ dashboard ဘိုင်းကိုကောင်းကောင်းနားလည်တော့ပေါက်သွားပြီလို့မျှော်လင့်မိပါတယ်နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ပစ္စည်းရောင်းချလိုက်တဲ့အခါမှာကျွန်တော် dashboard မှာပြောင်းလဲသွားတဲ့ကိန်းဂဏန်းလေးတွေလေ့လာကြည့်အောင်ကျွန်တော်ခုနကပစ္စည်းစင်းမှာ AirPod Pro 2ကြိမ်ရောင်းထားတယ်2ကြိမ်ရောင်းထားတဲ့အခါမှာကျွန်တော်ဒီမှာအချက်လက်အရဒီနေ့တနေ့တာဝင်ငွေကအမြက်ဘယ်လောက်ရှိတာရယ်ဝင်ငွေကဘယ်လောက်ရှိတာဆိုတာပြောင်းလဲသွားတယ်ဒါကတော့တစ်လတာလုံးပြမယ်စင်းဖြစ်တဲ့အတွက်ဒီနေ့တာတင်မဆိုင်ဘူးပေါ့နော်ဒါတစ်လတာလုံးလက်ပေါင်းတဲ့နေရာဒါကတော့တစ်နေ့တာပဲလည်းနေတဲ့နေရာပေါ့မတူဘူးပေါ့နော်ဒါလေးတဘောပေါက်နားလည်အောင်ပြောပြချင်ဒီမှာဆိုရင်ကိုယ့်ရဲ့အမြက်က1000နဲ့300ပေါ့နော်တနေ့လုံးဝင်ငွေကဆိုင်ထဲမှာရှိနေတယ်ဆိုင်ရဲ့ပတ်စံဘုံထဲမှာရှိနေရမယ်ပတ်စံက3000ရှိနေရမယ်ဒီအမြက်ကတော့ကိုယ့်အတွက်ဒီဆိုင်ရဲ့ admin အမြက်ကတော့11300ပဲရှိသေးတယ်ဒီလိုပုံစံမျိုးရည်ညွှန်းတာဖြစ်တယ်နားလည်ပြီနော်ဆိုပြီအဲ့တော့ကျွန်တော်တို့ဒါဆိုရင်ဒုတိယအနေနဲ့ကျွန်တော်တို့တော့စီရင်ခံစာဆိုတဲ့အပိုင်းသွားအောင်ဒီပိုင်းကတော့အရန်လွယ်ကူတယ်ဘာအတွက်လဲဆို admin အတွက်ပေါ့နော်ဆိုကြပါစို့ကျွန်တော်တို့ကဒီဇင်ဘာတစ်လလုံးအတွက်ကျွန်တော်တို့စင်းစရာထုတ်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဒီဆက်မှာစတင်တဲ့ရေကရက်ကနေစမယ်ကျွန်တော်တို့November အခုကဒီဇင်ဘာနော် sorry အခုကဒီဇင်ဘာအဲ့တော့ဒီဇင်ဘာ1ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ဒီဇင်ဘာရက်30အထိပေါ့31ရက်နေ့အထိပေါ့ကျွန်တော်ရွေးချယ်လိုက်ဒါဆိုရင်12လပိုင်း1ရက်နေ့ကနေစပြီးတော့12လပိုင်း30ရက်နေ့အထိကိုရွေးချယ်ပြီးကျွန်တော်တို့အစီအခံစာထုတ်မယ်ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ကကြရင်တစ်လားလုံးဒီလနေဒီလထိရောင်းလာတဲ့အချက်လက်တွေအကုန်လုံးဒီမှာလည်းပေါ်ပြမှာဖြစ်တယ်ဟုတ်လားဆိုရင်ဒီမှာကျွန်တော်တို့ခုနရောင်းလာတဲ့မြမြဒါဆိုရင် airport တစ်ခါရောင်းလာတယ်ကျွန်တော်မောက်ဆန်းကို airport တစ်ခါရောင်းလာတယ်ပြီးမြမြကို airport တစ်ခါရောင်းထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအချက်လက်တွေကိုဒီမှာဆို service မှာဒါ busy တာပွားကြီးဒီနေရာမှာအချက်လက်ကို busy တာပွားကြီးဒီနေရာမှာမှားယွင်းစွာရောင်းချမှုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကအပိသက်ရောင်းချမှုမှာမှားယွင်းစွာအချက်လက်တွေကိုဖြည့်သွင်းပြီးရောင်းချမိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသုံးစရိတ်အစီရင်ခံစာမှာကျွန်တော်တို့ဒါကိုတော့ဒီမှာမြကတကယ်မဝယ်သွားဘူးဆိုခဲ့စဉ်ကျွန်တော်ဒီနေရာမှာအချက်လက်ကိုဖြတ်ထုတ်လို့ရတယ်အဲဒီနေရာမှာမြကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ် okay နားလဲပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာမြအစီရင်တော့ဖယ်သွားပြီ dashboard ပေါ်မှာလည်းကျွန်တော်တို့ကပမာဏတွေပြောင်းလဲသွားမယ်ပေါ့ကျွန်တော်တို့ကတစ်ခုပဲရောင်းလိုက်တာဟုတ်ပြီနော်အဲဒီလိုမျိုးပုံစံမျိုးလေးဖြစ်သွားမယ်ဒါပေမဲ့ဒီလိုဆိုရင်ဝန်ထမ်းတွေကပစ္စည်းတွေနောက်မှာခိုးရောက်နေပြီးတော့ကျွန်တော်မတမာမှုအနေနဲ့ခိုးရောက်နေပြီးတော့ရောင်းပြီးတဲ့စီးရင်ကိုကျွန်တော်တို့ဒီအစီရင်ခံစာမှာပဲအဲ့လိုမျိုးဖြတ်ထုတ်နေမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မှာလဲဆိုတဲ့အနေအထားမျိုးရှိပါတယ်ဒီအနေအထားမှာကျွန်တော်တို့ကဘယ်လိုတိုက်ရှိလို့ရဆိုင်မှာရှိတဲ့ပစ္စည်းနဲ့ဒီမှာဆိုလို့ရှိရင်ဆိုင်မှာဖြစ်တဲ့ပစ္စည်းကလက်တိုးသွားမယ်တကယ်တမ်းဆိုင်မှာရှိတဲ့ပစ္စည်းက23လုံးမဟုတ်ပဲနဲ့20ပဲရှိနေတယ်ဆိုကြပါစို့20ပဲရှိနေတယ်ဒီမှာကတော့စီးရင်ထဲမှာ23လုံးဖြစ်နေတယ်အဲ့ဒီခါကြာလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရတာလဲဆိုရင်အစီအခံစာမှာဒီ2ကိုအသုံးပြုခဲ့လူရဲ့တာဝန်ခံဖြစ်သွားပြီပေါ့နော်။ဘာကြောင့်လဲဆိုကျွန်တော်တို့2ကို setting နဲ့သွားပါဒီမှာကျွန်တော်တို့ log activity ဆိုတာကျွန်တော်ထည့်ထားပေးပါတယ်။အဲ့ log activity ဆိုတဲ့အကွက်လေးကိုကျွန်တော်တို့ဒီမှာနှိပ်ပြီးလိုက်ရုံပဲ။နှိပ်ပြီးဖွင့်ကြည့်လိုက်လို့ရတယ်။အဲ့တော့ log activity ကျွန်တော်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာလောက်ဆောင်သမျှဟာတစ်ခုချင်းစီအကောက်ဝင်သွားတာအကောက်ဝင်လာတာအကောက်ထွက်သွားတာအစတစ်ခုချင်းစီပြတယ်။ဘယ်ဟာဘောင်ချဖြည့်ခဲ့တယ်။မြကိုဘောင်ချဖြည့်ခဲ့တယ်ဘယ်လောက်ဒီညမှာဆိုရင်ကျွန်တော် cell မှာဆဲကဏ္ဍမှာဘယ်ချိန်ဘယ်ကာလဘယ်ရက်မှာ cell မှာကျွန်တော်တို့ကအယောင်မှတ်တမ်းကိုဖြတ်ခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်မှတ်တမ်းစီပြီးတော့ဒါဘာကြောင့်ဖြတ်ခဲ့တယ်ဆိုတဲ့ဟာဝန်ထမ်းကိုကျွန်တော်တို့ကဒါထောက်မိလို့ရတယ်ပေါ့နော်ဒါဆိုင်စင်အနေနဲ့ကျွန်တော်တို့ဒါထောက်မိလို့ရတဲ့ function လေးပေါ့ဟုတ်ပြီဒီ function တွေကနှစ်လိုက်လလိုက်တွေအကုန်လုံးဒီမှာဒီဇင်ဘာလရဲ့ law ကိုကြည့်ခြင်းနဲ့ November လရဲ့ law ကိုကြည့်ခြင်းနဲ့ကျွန်တော်တို့ October လရဲ့ law ကိုကြည့်ခြင်းနဲ့ဒီမှာလာကြည့်လို့ရပါတယ်
ဒီညခုနှစ်လိုက်လေကျွန်တော်ရှိပါဒီခုနှစ်က2024ကနေ2026ထိပဲကျွန်တော်အလုပ်လုပ်တာမဟုတ်ဘူးအကယ်၍များမိမိ2026ရောက်ခဲ့တယ်ဆိုလို့ရှိရင်2025 2026 2029ဆိုပြီး auto ပေါ်လာမှာဖြစ်တယ်ဒါမှမဟုတ်လည်းနှစ်အားလုံးတစ်ပြိုင်တည်းကြည့်ချင်တယ်ဆိုလည်းနှစ်အားလုံးရွေးပြလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်အားလုံးရဲ့ဒီဇင်ဘာလတက်မှာလုပ်ခဲ့တဲ့အရာတွေနှစ်အားလုံးရဲ့အော်တိုဘာလမှာလုပ်ခဲ့တဲ့ law တွေအဲ့လိုမျိုးသိနိုင်တယ်ဒါပေမဲ့ဒီနေ့ကကျွန်တော်နှစ်အားလုံးကြည့်နိုင်တယ်လောလောဆယ်တော့2025ရဲ့ကျွန်တော်တို့ဒီဇင်ဘာလမှာထည့်ထားတဲ့နေ့ဒီမှာကျွန်တော်တို့တခုချင်းဘာထည့်ထားတယ်ဘောင်ချဘလို့ဖွင့်ခဲ့တယ်ဘယ်နှစ်နာရီဘယ်နှစ်စက္ကန့်မှာဆိုကျွန်တော် law ဖန်တာဒီ law တွေတော့ကျွန်တော်တို့ဖြည့်ဆည်းလို့မရဘူးเนาะအဲ့ဒါလေးတခုတော့နားလေပေါ်ပါဖို့အဲ့လိုတယ်ပေါ့เนาะဒါဆိုလို့ရှိရင်ဒါစိုင်စင်နေနေလဲဒါကိုယ်ဆိုင်မှာဝန်ထမ်းတွေကအဲ့လိုဖျောက်ပြက်လို့မရအောင်ကျွန်တော်ဒီ law system လေးကိုထည့်ထားတာဖြစ်တယ်ဟုတ်ပြီဒါဆိုနားလေပေါ်ပါလို့ဖြစ်သွားပြီဒါဆိုကျွန်တော်နောက်တစ်ပိုင်းအနေနဲ့သွားကြအောင်နောက်တစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကရောင်းချမှုလည်းပြီးသွားပြီဝန်ဆောင်မှုလည်းပြီးသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ကြောင်ကျွန်တော်တို့ကတော်တော်များဆိုင်တွေမှာ home sinket နဲ့ငွေဖြည့်ကတ်တွေကိုရောင်းလေးရှိပါတယ်အဲ့တော့ဒီအပိုင်းလေးကျွန်တော်ရှင်းပြခြင်းပါပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်ငွေကျွန်တော်တို့ဟိုပါပေါ့နော်ဖုန်းပေဖြည့်သွင်းခြင်းဆိုတဲ့အပိုင်းလေးကျွန်တော်တည်တံ့ပြောပါမယ်ဒီဖုန်းပေဖြည့်သွင်းခြင်းဆိုတဲ့အပိုင်းကဒီနေရာမှာကျွန်တော်တို့ dashboard ကိုတည်တံ့တစ်ခုထားပေးပါတယ်အဲ့ dashboard ကိုရဲ့အချက်လက်တွေကိုလုံးလည်းအချိန်မီကျွန်တော်တို့က print ထုတ်ပြီးတော့ lens စစ်လို့ရအောင် print လုပ်နေတာဒီ print ဒီဖုန်းပေရောင်းခြင်းနဲ့ sinket ရောင်းခြင်းနဲ့ပတ်သက်တာကိုပဲကျွန်တော်ဒီနေရာမှာလာပြီးတော့အချက်လက်ပြမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဖုန်းပေဖြည့်ခြင်းဆိုတဲ့အကြောင်းပြောမယ်ဖုန်းပေဖြည့်ခြင်းတဲ့အကြောင်းဘာကြောင့်ထည့်တာလဲဆိုတော့ကျွန်တော်တူကိုအသုံးပြုနေတဲ့ customer တယောက်ကဒီ function လိုအပ်တယ်ဆိုလို့ကျွန်တော်ဒါလေးကို request လာလုပ်တာဖြစ်တော့ကြောင့်ကျွန်တော်ဒါထည့်ပေးလိုက်တာဖြစ်တယ်မိတ်ဆွေတို့များနေတယ်လေကိုယ်ဆိုင်ထဲမှာသုံးစည်းခြင်းတဲ့အချက်လက်တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်စီ request လုပ်ပြီးကျွန်တော်တို့ကဒါချက်ချင်းဆောင်ကျွန်တော်တင်ကနေပြီးချက်ချင်းဆောင်ရွက်ပေးတဲ့ကျွန်တော်တို့ဝန်ဆောင်မှုလည်းကျွန်တော်တို့တင်မှာရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကကဲဆောက်စင်းတို့ကရောင်းတာဆိုင်မှာကျွန်တော်မြန်မာနိုင်ငံစင်ကတ်တွေနဲ့ပဲကျန်တာဆိုတော့ MPT Atem Oidu က Unite ပေါ့နော်ပြီးရင်ကျွန်တော် MyDay ဆိုပြီး3မျိုးရှိတယ်4မျိုးရှိတယ်ပေါ့အဲ့တော့ customer တယောက်ကကျွန်တော်တို့ e-loan နဲ့ပဲဖြစ်ဖြစ်ငွေဖြစ်ဖြစ်ထည့်ခိုင်းတဲ့အခါကျရင်ကျွန်တော်ဆိုကြပါစို့ငွေလန်းထည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီစင်းထဲမှာကျွန်တော်အယောင်စင်းတန်းထည့်လို့ရတယ်မှာ39 12345698939ဒီဖုန်းနံပါတ် customer တယောက်ကကျွန်တော်တို့ကဖုန်းငွေဖြည့်တယ်သူ့ရဲ့ငွေဖြည့်ပမာဏဘယ်လောက်1000ထည့်တယ်ငွေ1000လည်းထည့်သွားတယ်ဒီနေရာမှာအရင် course ကိုကျွန်တော်တို့ကဒီမှာဖြစ်နိုင်လို့ဆိုလို့ရှိရင်အရင် course ကိုထည့်ပေးစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်တမ်းအမြတ်အတက်တင်အမြတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ record ယူရုံပဲတချို့တွေကဒီနေရာမှာအမြတ်မထည့်ချင်ဘူး record ယူရုံလောက်ပဲဆိုရင်တော့အဲ့ဒီလူကအဲ့ဒီမိတ်ဆွေကတော့ဒီနေရာမှာထည့်လိုက်တဲ့ရောင်းလိုက်တဲ့ပမာဏ1000ရောင်း5000ရောင်းလိုက်တယ်ဆိုရင်ဖုန်းမီ5000ရောင်းလိုက်တယ်ဆိုရင်ကျွန်တော်9000မရေးထည့်လိုက်အရင် cost ကိုမထည့်တော့ဒီအရင် cost မထည့်တာပြဿနာပြောင်းကျွန်တော်ဒီမှာအတက်တင်အမြတ်တော့မသိရအောင်ဒါပေမဲ့ तू ကအတက်တင်အမြတ်ကိုသိချင်တာမဟုတ်ဘူးဖုန်းပေရောင်းလိုက်တဲ့ပမာဏကိုသိချင်တာပေါ့နော်။ကိုရောင်းလိုက်ဖုန်းက MPT လား MyDay လား Oidu လားဆိုတော့ slap လုပ်ပြီးရွေးချယ်လိုက်လို့ရတယ်။ဟုတ်ပြီနော်။ MPT ရွေးလိုက်တယ်ဒီမှာဒီလောက်ဖြစ်တယ်9000ရှိတယ်ကျွန်တော်ဒီမှာအမြတ်အရင်ဒီမှာအမြတ်ဆုံးကကျွန်တော်တို့ကဒီမှာဖြည့်သွင်းရတဲ့ငွေပမာဏက9000သွင်းရတာကျွန်တော်အမြတ်ကကျွန်တော်တို့ရဲ့အရင်ကဘယ်လောက်ရှိတယ်4900ရှိတယ်ဆိုကြပါတော့။အဲဒါဆိုကျွန်တော်100မြတ်တယ်ပေါ့နော်။9000ရောင်းလိုက်တယ်ကျွန်တော်100မြတ်တယ်ဒါဆိုလို့ရှိရင်ဖြည့်တင်မှုကိုပြီးဆုံးပါပြီဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့တာလုံးရောင်းတဲ့ပမာဏကိုဒီမှာလာပြမှာအရင်ပမာဏတွေဒီမှာအကုန်လာပေါင်းမှာအတက်တင်အမြက်ကအဲ့တော့ကျွန်တော်ဒီကောင်ကျွန်တော်သိန်းမိုးရောင်းလိုက်တဲ့ခါကျရင်ဒီမှာအမြက်က1000ကျနေတာဒါထုံးစံတိုင်းသိနေပြီသားပေါ့ဟုတ်လားဒါဆိုနားလေပေါ်ပေါက်သွားပြီနော်အဲ့တော့ sinket နဲ့ရောင်းတဲ့အပိုင်းလေးကျွန်တော်အနေငယ်ရှင်းပြပါမယ်ဒီနေရာမှာ sinket နဲ့ရောင်းချတဲ့အပိုင်းလေးမှာကျွန်တော်တို့ဒီနေရာမှာဒီအပိုင်းလေးပဲကျွန်တော်တို့ခြုံငုံမိကြည့်အောင်နော်ဒီအပိုင်းလေးမှာကျွန်တော်တို့ကဒါ sinket များကိုရွေးချယ်မယ်ကိုရောင်းနေတဲ့ဆိုင်မှာရှိတဲ့ sinket တွေရွေးချယ်မယ်မပေါ်လာအောင်အဲ့တော့ဒီမှာဖုန်းနံပါတ်တွေထည့်လိုက်ဈေးနှုန်းတွေပါဘာမှမပေါ်လာဘူးဒါကသူပါလဲဆိုရင်ဆိုင်မှာရောင်းသမျှပစ္စည်းစင်းကတ်တွေကိုကျွန်တော် industry ထဲမှာတက်ထည့်ပေးဖို့လိုတယ် sorry industry ထဲမှာတက်ထည့်ပေးဖို့လိုသေးတယ်เนาะအဲကျွန်တော်ရောင်းချပစ္စည်းမှာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကဖုန်းတွေ accessory တွေဖုန်းတွေ accessory တွေပဲထည့်ထားတယ်အဲ့တော့ကျွန်တော်ထည့်ပေးရမယ်အဲ့တော့ MPT sinket အဲ့တော့ MPT sinket အဲ့တော့ sinket အမျိုးအစားကုန်ကျစရိတ်ကကျွန်တော်တို့ကဒီကောင်ကို1000နဲ့ဝယ်တယ်နော်ပြီးရင်ကျွန်တော်ရောင်းစီက1500နော်1500နဲ့ရောင်းတယ်လက်ကျန်ပစ္စည်းကကျွန်တော်တို့က30ရှိတယ်ပေါ့ MPT ကကတ်30ရှိတယ်စင်းထည့်မယ်ဒါဆိုရင် MPT ပေါ်လာပြီပြီးရင် MyDay ရအောင် MyDay ကတ်မျိုးစားကကျွန်တော်တို့ sinket မျိုးစားသူလည်းဒီလိုပဲထုံးစံနိုင်ပဲเนาะ30 1500ပဲလုပ်လိုက်မယ်ပြီးကျွန်တော်ကုန်ကျစရိတ်ကသူလည်းကျွန်တော်ကတ်30ရှိတယ်ပဲเนาะအဲ့နာခောက်လိုက်ရမယ်เนาะနားလေပါဒီနေရာမှာကျွန်တော်ခုပြောချင်တာဒီမှာကျွန်တော် application ဒီ average တွေချက်ထည့်တဲ့ခါမှာကျွန်တော်မှာဟို demo version ပေါ့နော်ဒီက automatic demo version ကျွန်တော်မပြောင်းရသေးမပြောင်းရသေးတဲ့ခါမှာတော့ကျွန်တော်တို့ demo version အသုံးပြုသမားတွေကတော့ကျွန်တော်ပစ္စည်း5မျိုးထက်ပဲပေးထည့်ထားတယ်ပေါ့နော်
စမ်းတက်လို့ရအောင်နေတဲ့ machine တွေနဲ့ပဲအဲ့တော့ကျွန်တော်ဒီမှာနင်းနေတဲ့ information တွေကျွန်တော်မှ Ramino 8ကိုဖြတ်လိုက်ပါမယ်နော်စရင်းကိုဖြတ်လိုက်မယ်နားလည်ပါပြီကျွန်တော်ဒီမှာနောက်ထပ် my data ထည့်လိုက်မယ်ဒါဆိုရင် my data ဝင်သွားမယ်ပေါ့နော်ပြီး export ထားပြီးတော့ကျွန်တော်ဖုန်းချက်ချင်းကိုဖြတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်နောက်ထပ် my data နေရာမှာကျွန်တော်နောက်ထပ် u9 ကိုထည့်လိုက်ပါ u9 Orido နော် u9 Orido အခုမျိုးစား single ကျွန်တော်ကုန်ကြစည်က1000ပြီးလို့ရှိရင်1500နော်လက်ကျန်ပစ္စည်းက30ပဲဆိုကြပါတော့ဒါကျွန်တော်ဥပမာအနေနဲ့ဖော်ပြပေးတာပေါ့နော်ပစ္စည်းစင်းထည့်လိုက်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က MPD လက်ထက် mic တဲ့နော်နောက်တစ်ခုကကျွန်တော် EC3 ပါထပ်ဖြတ်လိုက်တော့မယ်အဲ့တော့ဒီမှာကျွန်တော်တို့ AT အတန်ပေါ့စင်ကမျိုးစားကုန်ကြစည်က90ရာထောင် dash 90ရာထောင် dash 30ဟန်လားဒါဆိုရင်စင်းဝင်သွားပြီနော်အဲ့တော့ဒီမှာစင်းဝင်ရဲ့ mic တဲ့ MPD mic တဲ့ Orido အတန်ဝင်သွားပြီနော်ဝင်သွားတဲ့အခါမှာကျွန်တော်တို့ဒီမှာလေ့လာကြည့်အောင်ကျွန်တော်တို့ဖုန်း PN ဖုန်း single ရောင်းတဲ့အပိုင်းမှာကျွန်တော်တို့ရွေးချယ်မှုပိုင်းကိုနှိပ်လိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ single နဲ့ပတ်သက်ပြီးထည့်ထားတဲ့ information ဒီမှာလာပေါ်မှာဖြစ်ပါတယ်အဲ့တော့ကိုယ်ဆိုင်မှာ customer တယောက်က mic တဲ့လက်ရွေး mic တဲ့လက်ရောင်းတယ်အဲ့တော့သူက customer တယောက် mic တဲ့လက်ဝယ်တယ် mic တဲ့ကိုရွေးလိုက်တယ်ဖုန်းနံပါတ်က39အဲ့ဒီ single ရောင်းလိုက်တဲ့ single နံပါတ်ပေါ့39 bla 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 ပြီးလို့ရှိရင်ကျွန်တော်တို့ကရောင်းစည်းကကျွန်တော်တို့ဒီမှာတခါတည်း industry ထဲမှာသတ်မှတ်ထားတာဖြစ်တော့ကြောင့်ကျွန်တော်တို့ဖုန်းပင်ညမှာသတ်မှတ်စရာမလိုတော့သူကကက်ယူတဲ့ဘယ်နှခုလဲပဲဆိုတော့ကျွန်တော်တို့မှာဘယ်နှကက်ယူလဲဆိုတော့ပဲကျွန်တော်တို့ကနှစ်ကက်ယူတယ်ပေါ့နှစ်ကက်ယူရဆိုရင် single ရောင်းချမယ်နေလိုက်ဒီမှာရွေးချယ်ရင်ဘာရွေးမှလဲ mic တဲ့ရွေးရမှာ mic တဲ့ရွေးပြီးတော့ရောင်းတယ်ဒါဆိုရင် single ဒီနံပါတ်ကိုရောင်းချမှုအောင်မြင်သွားပါတယ်ဒါဆိုပြီးပြီနားလဲပါတယ်ဒါဆိုလို့ရှိရင် single ရေတွက်မှာကျွန်တော်တို့ကဒီမှာ single ရေတွက်မှာဒီ industry ထဲမှာထည့်ထားတဲ့ single အမျိုးအစားကကျွန်တော်တို့ဒီမှာကြည့်အောင်30ဒီမှာ28ပဲရှိတော့တယ်နှစ်ကက်ရောင်းလိုက်တာဖြစ်တော့28ပဲရှိတော့ဒီမှာ30 34 34ဒီစနစ်နော်အဲ့တော့ကျွန်တော်တို့က single ရောင်းချမှုမှာ120ရှိရမှာနှစ်ကက်ရောင်းလိုက်တယ်ဖြစ်တော့118ကက်ပဲဒီမှာရှိတော့တယ်ဒါလို information ချက်လက်လေးရတည်လို့ရတယ်လို့ဆိုရင် print ထုတ်ချက်လက်ကိုတည်ချင်တယ်ဆိုလဲကျွန်တော်တို့မှာချက်လက် print ကိုလည်းကျွန်တော်ဒီမှာကြည့်လို့ရ single ကရောင်းချပြီးတဲ့ single အရေအတွက်ကဘလောက်လက်ကျန် single ဘလောက်ရှိသေးတယ်ကျွန်တော်တို့ကတဝင်ရောင်းလာတဲ့ဘလက်အမြတ်ဘလောက်ထားတာကျွန်တော်တို့ sign admin အနေနဲ့တန်းသိနိုင်နေပေါ့ဟုတ်လားဟုတ်ပြီပြီးတဲ့အပြင်ကိုကျွန်တော်တို့ကဒီမှာအဲ့လိုပြီးတဲ့အပြင်ကိုကျွန်တော်ဒီနေရာမှာအစီရင်ခံစာဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကဒီ date ပဲဒီ date တွေထားပြီးထုတ်လိုက်မယ်ဆိုရင်ကျွန်တော် single buyer တွေလည်းတန်းပေါ်လာမှာဖြစ်ပါ single buyer အနေနဲ့ကျွန်တော်တို့ကဖုန်းနံပါတ်သိမ်းတယ်ဒီချက်လက်သိမ်းတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအရင်ဘယ်လောက်ရှိတယ် cost ဘယ်လောက်ရှိတယ်ပေါ့မူတည်ပြီးဒီမှာကျွန်တော်တို့ကဒီနေရာမှာလည်းကျွန်တော်အစီရင်ခံစာမှာတစ်နှစ်တာလုံးဘယ်လောက်ရဆိုတာအရာမျိုးကျွန်တော်ဒီနေရာမှာလက်ဖော်ပြပေးပါတယ်မတူညီတာကကျွန်တော်တို့ဒီအပေါ်မှာ dashboard ပေါ်မှာကျွန်တော်တို့ကရက်နဲ့လပဲပေါ်ပြတာပြီးတယ်ကျွန်တော်တစ်နှစ်တာလုံးရဲ့ season ကိုကြည့်ရင်ကိုရွေးချယ်လိုက်တဲ့နှစ်ပမာဏကိုသူကအစနဲ့အဆုံးထိဝင်ငွေရထွက်ငွေရပေါင်းပြီးဒီမှာလည်းပေါ်ပြပေးတာဖြစ်တယ် dashboard က information နဲ့မတူညီပါဘူးဟုတ်လားဒီမှာဆိုရင်ကျွန်တော်တို့က service တွေရောကျွန်တော်တို့เนาะပြီးရင်ကျွန်တော်ဒီနေရာတွေရောကျွန်တော်တို့အကုန်လုံးအလုပ်လုပ်တယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ကဒီနေရာမှာအကုန်လုံးပေါ်ပြပေးတာဖြစ်တယ်ဒါဆိုရင်ဒီဘောပေါက်နားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုအနေနဲ့ကျွန်တော်သွားကြည့်အောင်နောက်တစ်ခုအနေနဲ့ကျွန်တော်အသုံးစရိတ်ကိုသွားရအောင်နော်အသုံးစရိတ်မှာအသုံးစရိတ်ဝန်ဆောင်မှုသွားမယ်အသုံးစရိတ်ကကြတော့ကျွန်တော်တို့ dashboard ပေါ်မှာဒီနေ့အတွက်အသုံးစရိတ်မရှိတယ်ထားပါတော့ကျွန်တော်ဒီနေ့ကလစာထုတ်ရကြီးဖြစ်နေတယ်နောက်တိုင်းပေါ်လည်းဆိုင်ပစ္စည်းဖြစ်နေတယ်အဲ့တော့ကျွန်တော်ဆိုင်မှာဒီနေ့ရေလဲတယ်ပေါ့နော်ဆိုင်ဒီဇိုင်းလုံးမှာထားတဲ့ရေလဲတယ်အဲ့တော့ရေဘူးဝယ်ထားတယ်ပေါ့နော်တောက်ရေဘူးပေါ့တောက်ရေဘူးဝယ်တောက်ရေဘူးကဘယ်နှဘူးဝယ်တာအမျိုးအစားကကျွန်တော်တို့ကဘာလုပ်တာလဲဒီမှာရှိတဲ့အချက်လက်အမျိုးအစားမဟုတ်ဘူးကျွန်တော်အခြားဖြစ်တယ်အခြားဆိုရင်ကျွန်တော်တို့ကတောက်ရေဘူးလဲတယ်တောက်ရေဘူးဝယ်တယ်တောက်ရေဘူးဝယ်ခြင်းမယ်နော်ပြီးလို့ရှိရင်ငွေပမာဏတောက်ရေဘူးကကျွန်တော်တို့က2000ဝယ်လိုက်တယ်နော်တောက်ရေဘူး2000ဝယ်လိုက်တယ် date time ကိုကျွန်တော်တို့ကဒီမှာရွေးလို့ရတယ်ဒီနေရာမှာရွေးချင်တယ်မှာ date time ကဒီဘက်မှာ icon ကိုနှိပ်လိုက် today ကိုနှိပ်လိုက်လေရဒီနေ့ရွေးရဲဆို today ပေါ့မနေ့ကဝယ်ခဲ့တာဆိုလို့ရှိရင်9ရက်နေ့ကဝယ်တာဖြစ်တော့9ရက်နေ့ကိုရွေးပြီးတော့ကျွန်တော်အသုံးစရိတ်ထည့်ရမယ်ဒါဆိုရင်ကျွန်တော်ဒီနေ့ပဲထည့်ပြမယ်ဆို today ကိုနှိပ်လိုက်မယ်ပြီးရင်အသုံးစရိတ်ထည့်မယ်ဒါဆိုလို့ရှိရင်အသုံးစရိတ်မှာဒီနေ့ဒီရက်ကတောက်ရည်ပူဝယ်ခဲ့တယ်ဘယ်လောက်လဲပေါ့เนาะအချက်လက်ပြင်ဆင်ခြင်းနဲ့ဆိုလဲ edit လုပ်လိုက်ရင်ပဲဒီမှာ edit ထပ်ဖြစ်သွားမယ်ပမာဏ2000မဟုတ်19000ပဲ90ရာ1000ဆိုတာစသဖြင့်เนาะအဲ့လိုတင်းဆဲမယ်လုပ်လိုက်ဒါဆိုရင်နားလည်ပြီ1000ဝယ်ဒီနေရာမှာအချက်လက်ထည့်လိုက်တာနဲ့ကျွန်တော်တို့က dashboard ပေါ်မှာဒီနေ့3စိတ်19000ဆိုပြီးလက်တက်လိုက်မှာဖြစ်တယ်ဟုတ်လားအဲ့တော့ဒီနေရာမှာပြောချင်တာကဒီနေရာမှာယနေ့3စိတ်1000ခွဲတက်လာတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကလာရဲ့3စိတ်ကိုတက်လာဒီနေရာမှာကျွန်တော်ခွဲခြားကြီးပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအသုံးစရိတ်ဆိုတဲ့စာရင်းကိုကျွန်တော်ကဒီနေ့အတွက်မသုံးဘဲနဲ့ edit လုပ်ပြီးတော့ကျွန်တော်မနေ့ကသုံးခဲ့တဲ့ငွေဆိုပြီးသတ်မှတ်လိုက်9ရက်နေ့ဆိုပြီးသတ်မှတ်လိုက်မယ်တိမ့်ဆဲလိုက်မယ်အဲ့ဒီခါကျလို့ဆိုရင်ကျွန်တော်တို့က dashboard ပေါ်မှာဒီနေရာမှာ
တနေ့တာဝင်နေရမှာ3ညလာပေါ်နေပြီးတော့အသုံးစိတ်စုပေါင်းလနေရမှာလည်းဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလအလိုက်တစ်လလုံးမှာ3မြအသုံးစိတ်ကိုလာပြတာဖြစ်ပြီးတော့ဒီနေရာကတော့ဒီနေ့အတွက်ပဲနဲ့လာပြတာဖြစ်တယ်မတူညီဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအစင်းခန်းစားနေရာမှာကြည့်လိုက်တဲ့ခါကြလို့ရှိရင် sorry သုံးစိတ်နေရာမှာကြည့်လိုက်တဲ့ခါကျရင်ကျွန်တော်ရက်အရမနေ့ကဝယ်ခဲ့တဲ့ရက် date ဆွဲကိုကျွန်တော် edit ချိန်ထားတာဖြစ်တယ်အဲ့လိုချိန်ထားတဲ့အချက်လက်တွေအကုန်လုံးလည်းကျွန်တော်တို့ဝန်ထမ်းတွေအပြောင်းလဲမှုဖြစ်သွားအောင်လိမ်ညာမှုတွေဖြစ်အောင်ကျွန်တော် setting 2 law ထဲမှာကျွန်တော်တွက်စစ်လို့ရတယ်ကိုယ့်ရဲ့ admin ဆိုင်ရနော် estimate ကနေဘာချိန်လဲရေးသုံးဖို့1900တောင်လည်းပြောင်းခဲ့တယ်အမှတ်တမ်းကိုပြင်ဆင်ခဲ့တယ်ဆိုတာဒီမှာချိန်နဲ့ချိန်နဲ့နိုင်နဲ့ညမှတ်တမ်းတွေ record လုပ်နေမှာဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ do လေးကိုအစဆုံးနားလေသဘောပေါက်သွားလို့မြင်တယ်ဒီထက်မရှင်းတဲ့အချက်လက်များရှိတယ်ဆိုလို့ကျွန်တော်ကိုမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ